ဘောပေါက်လားအဲ့တော့သားတို့သမီးတို့နားလဲအောင်ဘုံဘုံပြောအောင်မယ်ဘုံဘုံလဲလေတရဏဂုံငယ်ငယ်လေးတွေကအိမ်မက်ထဲမှာဝိပုစေခြင်းနဲ့ပုဂ္ဂိုလ်ကတရဏဂုံကိုလုံးခြုံမှာငါသားတဲ့တရဏဂုံကိုလုံးခြုံဆိုပြီးလားလာပြောတယ်အဲ့ဒါနဲ့မိဘမေးလိုက်တော့တရဏဂုံရွတ်ခိုင်းတယ်ဆိုပြီးရွတ်တော့ဘုံဘုံတောက်လျှောက်ရွတ်တာနောက်ကြတော့ကိုရင်စည်းတတ်တဲ့အရွယ်ရောက်တော့ကျောင်းလဲနေလဲနေရောစပြီးတော့ကိုရင်စည်းရတယ်ကျောင်းပိတ်တာနဲ့ကိုရင်စည်းတော့အဲ့ဒါဆရာတော်ကြီးကိုရှောက်လဲရှောက်လိုက်ကြောအဲ့ဒါတရဏဂုံကိုလုံးခြုံနေဆိုတာနေ့စဉ်မပြတ်ရဘူးတဲ့တနေ့ပြတ်သွားရင်အဲ့ဒါလွတ်သွားတာပဲတဲ့မပြတ်အောင်ရွတ်တဲ့အဲ့တော့မင်းဘလောက်ရွတ်လဲဆိုတော့ဘလောက်မှန်းတော့မသိဘူးတောက်လျှောက်ရွတ်တာပဲလို့ဆိုတော့ကဲကွာတဲ့မင်းစာကျောင်းတက်နေရတာနဲ့စာကြက်ရအောင်မှနဲ့ဆိုရင်တော့မင်းမနေ့ကို45ကောက်ညနေကိုအိတ်ခါနီးကို45ကောက်ကိုရွတ်တဲ့အဲ့ဒီလိုရွတ်သွားလို့ရှိရင်မင်းရဲ့ခန္ဓာကိုယ်မှာတရဏဂုံတွေပြည့်လာရင်မင်းစာမေးပွဲတွေလည်းအောင်မယ်စာကြက်သမျှလည်းရမယ်အကျိုးပေးထက်တန်မယ်တဲ့ဆိုတော့အဲ့ဒီမှာအာရပါရရွတ်တာအဲ့ဒီကလေးကအတန်းတိုင်းမှာဘုံဘုံပထမဒုတိယတတိယရေပဲရခဲ့တာအဲ့ဒီတော့တရဏဂုံရဲ့ဂုံကျေးဇူးကြောင့်ဆရာကရှေ့ရနေပြီးကြောက်တမုံမှာရေးသွားတဲ့ဟာကိုနောက်ကနေထိုင်ပြီးတောက်လျှောက်ကြက်တာတစ်ခေါက်ဖတ်လိုက်ဆရာလည်းဖြက်ပြီးသွားရောဘုံဘုံလည်းအလွတ်ရသွားပြီဘုံဘုံစာအုပ်ထဲမှာစာမကြည့်ဘူးတခါတည်းတနေ့စာအဲ့ဒီလိုကြက်သွားအိမ်ကြရင်မကြက်ဘူးဆော့တာပဲအဲ့တော့မိဘတွေကမယုံလို့မင်းကြက်ပြီးဗလားကြက်ပြီးပြီကြက်ပြီးပြီဆိုရင်ငါစာအုပ်ပြသန်းဆိုစာအုပ်ထဲမရှိဘူးအဲ့ဒါနဲ့ရိုက်မယ်နဲ့မယ်လို့မရိုက်နဲ့နော်ကျွန်တော်တရဏဂုံရွတ်ထားတာရိုက်ခြင်းအမေတို့ဖေတို့ထိကြိုက်လိမ့်မယ်ဆိုတော့ဟိုကလည်းမရိုက်ရတော့ကဲဒါဆိုရင်နဲ့သွားတယ်မင်းတငယ်ချင်းတယောက်သွားခေါ်တယ်ခေါ်ပြီးစာအုပ်တွေယူလာပြီးတငယ်ချင်းစာအုပ်ထဲမှာရှိသမျှကိုကဲဘယ်အရွက်ကနေမေးမလဲကြိုက်တာမေးသူမေးလိုက်ခြင်းဘုံဘုံအကုန်အလွတ်ရွတ်ပြနိုင်အဲ့ဒီတော့မှမိဘတွေကသိပြီးတော့မင်းအဲ့လိုတော့မလုပ်ပါနဲ့ကွာစာမွေးဝဲနာနီးရင်ပြန်ပြီးတော့ဟလာကြက်ဖို့အတွက်တော့ရေးပါဒါကြောင့်သင်္ချာတွေဆိုရင်လဲဆရာတွေကရှေ့ကနေပြီးရေးသွားပြီးတော့တွက်ပြသွားရင်တခါမှတ်ထားပြီးနောက်အဲ့ဒီလိုပုံစံမျိုးပြောလိုက်ခြင်းဘုံဘုံတထိုင်နဲ့အလွတ်တွက်လိုက်တာတခါတည်းအပြေထွက်အောင်ပြောနိုင်တယ်အဲ့ဒါတွေကိုဆရာတော်ဘုရားကြီးကဘာပြောလဲဆိုတော့အဲ့ဒါမောင်မြစိန်နဲ့မင်းသားဟာအဲ့ဒီတရဏဂုံအကျိုးပေးနေပြီတဲ့အခုအရွယ်တွေကကွာတဲ့မန္တလေးပို့ပြီးငါတခါတည်းစာပေပညာသင်ကြားရင်ဘိဓကသုံးပုံတောင်အာကုံဆောင်မလားမသိဘူးငါပေးသမ်းမှာကွာတဲ့ဖေကတော့သူ့အမေကိုမေးတဲ့တပြည့်တော့ပြောလို့မရဘူးတဲ့အဲ့ဒါနဲ့မေးခေါ်လဲမေးလဲမေးရောမဖြစ်သေးဘူးဖေရတဲ့နော်တော်ကြမြဲရင်မြဲမမြဲပဲနဲ့တိုးလိုတန်းလန်းနဲ့ထွက်လာရင်နော်လူပေါင်းလောကရဲ့အတန်းပညာမတတ်ရင်ဘာမှလှုပ်ရှားလို့မရဘူးဘုန်းကြီးလူတွေဆိုပြီးအပြစ်ပဲခံနေရမယ်တဲ့ဆိုတော့အဲ့ဒါနဲ့ပဲနော်ဘုံဘုံဘွဲရအောင်ဆက်တက်ရတယ်ဘွဲရပြီးတော့မှဘုံဘုံအခုလို့ယဟန်လဲဝစ်လဲပြီးရောကြိုးစားမယ်ဆိုပြီးတော့နော်ဝစ်ပြီးလို့ယဟန်တက်ပြီးလို့2ရက်ပဲရှိသေးတယ်ဘုံဘုံမဟာမြတ်မုနိကိုသွားပြီးတပြည့်တော့တရဏဂုံကိုလုံးခြုံမမယ်ဖေဟာဒါကြောင့်မလို့ဘလို့ခြုံရမယ်ဆိုတာကိုသိကျင်ပါတယ်နော်နီးနဲ့စနစ်နဲ့အသေးအချာပြောနိုင်တဲ့သူကိုဖော်ထုတ်ပေးပါအဲ့ဒီလိုလဲအဋိဌံပြောပြီးတရဏဂုံငါဒီမာရင်108ခေါက်လောက်ရအောင်ပွားမယ်ဆိုပြီးတရဏဂုံကိုဝင်လေထွက်လေနဲ့ဘုံဘုံပွားခဲ့တယ်အသက်ရှူလိုက်တဲ့အခါဗုဒ္ဓံတရဏံကိစ္ဆာမိပြန်ထုတ်လိုက်တဲ့အခါဓမ္မံတရဏံကိစ္ဆာမိပြန်ရှူလိုက်တဲ့အခါသံဃံတရဏံကိစ္ဆာမိပြန်ထုတ်လိုက်တဲ့အခါဗုဒ္ဓံတရဏံအဲ့ဒါကိုတခါတည်းတရဏဂုံကိုပတ်လက်ရိုက်ပြီးတော့အဲ့ဒီမှာပွားလိုက်ကောနားထဲမှာကြားတယ်ဒီနေ့ညလာဟောကြားမဲ့ဆရာတော်ကြီးသူ့ရှိမှမေးတဲ့အဲ့ဒါနဲ့ပဲတ
တရားရှိခေါက်လောက်ပြီးလောက်ပြီးလဲဆိုလဲဆိုရောဘုံဘုံထလဲပြီးလဲပြီးရောခောဘကအဖွဲသွားမေးတော့ဒီညမင်းကုန်းဆရာတော်ဘုရားကြီးတရားပွဲရှိတယ်တဲ့ဟာကျင်းသေးပြီအဲ့ဒါဗိဓကသုံးပုံအာကုံဆောင်နေဆိုတော့တရဏဂုံကိုလုံးခြုံတာတိမှာပဲဆိုပြီးတော့အဲ့ဒါနဲ့ညတရားပွဲလဲပြီးလဲပြီးရောဆရာတော်ကြီးခဏအခန်းထဲမှာနားတော့သွားပြီးတော့တပည့်တော်သိကျင်တာလေးနည်းနည်းလေးပါလို့တခွန်းနှစ်ခွန်းလောက်မေးကျင်တယ်ဘုရားလို့ဆိုကဲပြောစမ်းနဲ့မင်းကဘာသိကျင်တာလဲတဲ့အရှင်ဘုရားတရဏဂုံကိုလုံးခြုံမာလို့တပည့်တော်ကိုအိမ်မက်ထဲမှာဝိဖြူစင်ကြဲနဲ့လာပြောတာငငယ်လေးတွေရပါဘုရားအခုပွဲရလဲပြီးရောအဲ့ဒီလိုကိုလုံးခြုံဖို့အတွက်မဟာမြတ်မုနိသွားပါဆိုလို့လာရောက်လာပါတယ်ဘုရားအဲ့ဒါအခုထပ်ပြီးတော့သူတို့ကညွှန်ကြားတယ်ဒီညဟောမဲ့ဆရာတော်ကြီးထံမှာမေးလို့ပြောတယ်လို့အဲ့ဒါနဲ့အရှင်ဘုရားကိုတပည့်တော်လာလျှောက်တာပါဘုရားမေးတာပါဘုရားဆိုတော့မင်းကဘယ်နှဝါရှိပါလဲဆို2ရက်ရီလိုက်တာအခုဒီနေ့ဆို3ရက်ပေါ့ဘုရားလို့မင်းကထွက်အောင်မလားတဲ့မထွက်ပါဘူးဘုရားလို့တက်တက်မြဲပါပြီဘုရားလို့မလေးကွာတဲ့အဲ့ဒါဆိုရင်ငငယ်လေးတုန်းကတည်းကဆိုရင်ဘလောက်ကောင်းမှမလဲပရိယတ္တိရောပရိပတ်တိရောစုံမာတဲ့အခုဆိုရင်မင်းပရိပတ်တိပဲလောက်ရတော့မယ်ယတ္တိရတော့အချိန်နှောင်းသွားပြီတဲ့ငါမှအာကုံဆောင်ဖို့အတွက်ကြိုးစားရင်းနဲ့ပဲအချိန်ကုန်သွားတော့ပတ္တိကိုမလုံနိုင်ဘူးငါ့ကိုလမ်းစဉ်လည်းပေးထားတာတဲ့အဲ့တော့မင်းကိုငါဆက်ပေးမယ်တဲ့အခုပြောရင်ကြောင်မယ်ကွာမနဲ့ကိုကြောင်လိုက်ခဲ့တယ်မင်းကွန်းလိုက်ခဲ့တယ်မှန်ပါဘုရားဆိုပြီးတော့ဆရာတော်ကြီးကကားပေါ်တက်ပြီးကြွသွားအဲ့ဒါနဲ့ပဲမနဲ့ကြလိုက်လဲသွားကောသူ့ကိုယ်တော်လေးတစ်ပါးကိုအေးကောင်းနဲ့ငါ့ကိုဝိတုဒ္ဓိမဲ့လေးချမ်းပေးတဲ့နဲ့ပထမတွဲဒုတိယတွဲတတိယတွဲသရုဒ္ဓတွဲငါဘာသာပြန်ကိုပေးတဲ့ဒီကိုယ်တော်ကအခုမှဝိတ္တာဆိုတော့ဘာမှပါဠိတွေဖတ်တတ်မှာမဟုတ်ဘူးတဲ့အဲ့ဒါနဲ့ဘာသာပြန်ရှေ့လဲလာကြကောမင်းကိုငါပြောမယ်မင်းမင်းမယ်ဆိုလို့ငါပြောတာနော်တဲ့ငါစကားကိုအသက်ထဲဆုံးမှတ်မလားမှတ်ပါမယ်ဘုရားလို့ဒါဆိုရင်တဲ့ယဟန်တို့ရဲ့အသက်ဝိတုဒ္ဓိမဲ့နော်တဲ့ဝိတုဒ္ဓိမဲ့ကိုတခါမှမကြည့်မှုပဲနဲ့ယဟန်ဖြစ်တဲ့သူဟာဘယ်တော့မှသီလသမာဓိမရှိနိုင်ဘူးတဲ့အဲ့တော့ဝိတုဒ္ဓိဆိုတာဝိဆိုတာအထုတုဒ္ဓိဆိုတာစင်ကြယ်အောင်နော်မဲ့ဆိုတာမဲ့ညာဘုံညာရအောင်ကြိုးစားတဲ့အကျင့်တရားလမ်းစဉ်တဲ့ဒါကြောင့်မလို့နော်အထူးစင်ကြယ်ခြင်းများစွာနဲ့အောင်မြင်မှုရဖို့အတွက်မဲ့ညာဘုံညာရဖို့အတွက်ကျင့်ကြံအားထုတ်ရမယ်လမ်းစဉ်များလို့အတိတ်ပဲရတယ်တဲ့အဲ့တော့မင်းဝိတုဒ္ဓိမဲ့ထဲမှာငါကမ္မထမ်းပေါင်း40အကုန်ပါတယ်နော်တဲ့ဗမာလူအကုန်ရေးထားတာအဲ့ဒီတည်းကကြိုက်တာကိုမင်းပွားများတဲ့နောက်တစ်ခုကပြမစိုးတရား၄ပါးမေတ္တာကမ္မထံကရုဏာကမ္မထံမုဒိတာကမ္မထံဥပိ္ပခကမ္မထံတရား၄ပါးငါအကုန်ရှင်းပြထားတယ်အဲ့ဒီအတိုင်းကြိုးစားနှစ်ပြီးဒူရင်အကျင့်မြတ်တွေငါအကုန်လုံးရေးထားတယ်ဘယ်လိုစိတ်ထားပြီးမှဘယ်လိုဒူရင်ဝင်ရမယ်ဘယ်လိုအောင်မြင်မှုကိုရရင်ဘယ်အဆင့်ရောက်ခြင်းဘယ်လိုဖြစ်တယ်ဆိုတာငါအကုန်ရေးထားတယ်အဲ့ဒါဒီဆိုရင်မင်းအဲ့ဒါတွေကိုအောင်မြင်မှဖုံးကန်ကြီးမှပြီးသာသနာပြုလို့ရမယ်တဲ့မှန်ပါဘုရားတပည့်တော်အောင်မြင်အောင်ကြိုးစားပါမယ်ဘုရားလို့ကဲဒါဆိုရင်မင်းမေးတဲ့ကိုလုံးချုံနီးကိုငါပြောတော့မယ်အဲ့ဒီထဲမှာလူတယောက်ကအစိတ်အပိုင်း32ပိုင်း32ကိုထာတာဆိုတာငါဘာသာပြန်ထားတယ်တဲ့ကေတာလောမနဂတဏဆိုတဲ့သပင်ကနေစပြီးချီမာဗျာအတိ32ပိုင်းရှိတယ်လို့မြတ်စွာဘုရားဟောခဲ့တာတဲ့သဘောပေါက်လားအဲ့တော့မင်းလုံးဝမှာကအစိတ်အပိုင်းတစ်ခုကိုဓမ္မခန္ဓာပေါင်း8400ရှိတဲ့အတွက်တရဏဂုံကို8400ပွားရမယ်တဲ့ပွားတဲ့အခါမှာအရေးအတွက်ကိုမယူပါနဲ့အနှစ်ကိုယူမယ်အနှစ်ကိုယူဖို့အတွက်8400အဖတ်တင်ဖို့အတွက်3သိန်းလောက်ရောရမယ်နော်တဲ့ရွတ်နိုင်ပါမလားရွတ်ပါမယ်ဘုရားပွားပါမယ်ဘုရားပွားရင်ဟိုကြည့်ဒီကြည့်ရွတ်တဲ့ဟာကိုမထည့်ရဘူးစရင်မမှတ်ရဘူးနော်ငိုက်သွားရင်စရင်မမှတ်ရဘူးနော်တတိလစ်သွားရင်စရင်မမှတ်ရဘူး
အာယုံကြတဲ့ဟာကိုပဲမှတ်ရမယ်တဲ့အဲ့ဒါကြောင့်မလို့နော်တသိန်းလောက်ရွတ်မှာဘယ်လောက်တွင်မလဲ8000လောက်တင်မယ်အဲ့တော့တသိန်းနှုံးနဲ့သာတွက်กว่าတဲ့32ခုဓာတ်ဆိုရင်တရဏဂုံ32သိန်းရွတ်ရမယ်တဲ့မှန်ပါဗျာရွတ်ရမယ်မင်းအကယ်၍ပြင်းပြင်းထန်ထန်ရွတ်ရင်9ဝါတော့ကြော်မယ်ပေါ့ပြက်ပြက်နဲ့မှန်မှန်လေးပဲရွတ်မယ်ဆိုရင်10ဝါ9ဝါ32သိန်းပြေးဖို့အတွက်10ဝါ9ဝါတော့သွားလိမ့်မယ်အဲ့တော့ပထမတစ်ကြိမ်32သိန်းပြီးသွားရင်နောက်ဆက်ပြီးကြည်ညံအားထုတ်ရမယ်လမ်းစဉ်ကိုတက်ဆိုင်ရာပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေနတ်ကောင်းနတ်မြတ်တွေကညွှန်ကြားပါလိမ့်မယ်တဲ့သဘောပေါက်လားအဲ့ဒီတော့ငါရှေ့ဆက်ပြောလို့မရတော့ဘူးအဲ့ဒီတော့အဲ့ဒီဝိသုဒ္ဓိမက်ကိုသာယူသွားပြီးတော့သူတို့ညွှန်ကြားတဲ့အတိုင်းသူတို့ကဒူရင်ကျင့်မှာဆိုရင်ကျင့်ပေးလိုက်ကွာဗျမဆိုပွားပါဆိုပွားပေးလိုက်ကွာကိုချင်းစာတရားကြီးစွာထားပါဆိုထားပေးလိုက်ကွာအေးငါတခုတော့မှားကျင်နေတဲ့တို့ဗုဒ္ဓဘာသာကြီးကကိုချင်းစာတရားနဲ့ထူထောင်ထားတာဖြစ်သည့်အတွက်ကိုချင်းမစာရင်မင်းမအောင်မြင်နိုင်ဘူးအဖြစ်အစည်းများလိမ့်မယ်အဲ့တော့ကိုချင်းစာရင်ဘယ်လိုထားရမလဲဖရာဆိုတော့ခန္ဓာတုတ်ကိုမင်းရလာတယ်တပည့်တော်ရပါတယ်ဖရာလို့အဲ့ဒီထဲမှာအပါဒဂေဟိမေမေတ္တံဆိုတာခြေတော်မရှိတဲ့သရဝါတွေကိုမေတ္တာထားပါတယ်လို့ပြောတာတဲ့မေတ္တာထားတယ်ဆိုရင်ကိုချင်းစာမှမေတ္တာထားလို့ရတာအတိတ်ဘယ်ကိုအကုန်ပြန်လိုက်ခြင်းကိုချင်းစာတရားဖြင့်မေတ္တာထားပါတယ်လို့ပေါ်တာတဲ့အဲ့တော့ကိုချင်းလဲစားတယ်မေတ္တာထားတယ်ဆိုရင်နော်သူတို့ကိုစားလို့တောက်လို့နှိမ့်ဆက်တတ်ဖြတ်လို့ဖြစ်ပါမလားတဲ့မဖြစ်ပါဘူးဗျာနောက်တကဒွိပါရကေဟိမေမေတ္တံတဲ့ဒွိဆိုတာနှစ်ချောင်းကုန်တော့ခြေတော်နှစ်ချောင်းရှိတဲ့တတ္တဝါတွေကိုကိုချင်းစာမေတ္တာထားရမယ်လို့ဟောတာတဲ့နောက်တကသတုပ္ပရေဟိမေမေတ္တံဆိုတာခြေလေးချောင်းရှိတဲ့တတ္တဝါတွေကိုကိုချင်းစာမေတ္တာထားရမယ်လို့ဟောတာဘဟုပရေဟိမေမေတ္တံဘဟုဆိုတာများစွာဂုံတော်တဲ့ပါရဆိုတာခြေတော်တဲ့အဲ့တော့ဘဟုပရေဟိမေဆိုတာခြေတော်များစွာရှိသောတတ္တဝါများကိုကိုချင်းစာပါတယ်မေတ္တာထားပါတယ်မဖြစ်စည်းမနှိမ့်ဆက်မတတ်မဖြတ်ပါဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့သူတို့ကိုမေတ္တာထားတယ်ဆိုပြီးတော့သူတို့အသားစားသူတို့ကိုနှိမ့်ဆက်တတ်ဖြတ်ရင်မှန်ကန်နိုင်ပါမလားမမှန်ကန်ပါဘူးဗျာအဲ့ဒါဆိုရင်တတ္တဝါအားလုံးသက်ရှိသရဝါအားလုံးကိုဘေးမဲ့ပေးပြီးတော့ကိုချင်းစာပြီးဘေးမဲ့ပေးလိုက်တဲ့အဲ့ဒါဆိုအောင်မြင်ပြီတဲ့ငါအခုမအောင်မြင်တာငါမလုံနိုင်တာကငါ9ရက်သားသမီးတွေကတ်နေတာငါစားနေရလို့တဲ့သဘောပေါက်လားငါမေတ္တာထားတယ်ဆိုပေမဲ့ငါမေတ္တာပို့ရင်ရောက်ချင်မှရောက်တာတဲ့အဲ့တော့မေတ္တာပို့တာရောက်တယ်မရောက်တယ်ဘလို့စိတ်ထားရမယ်ဘလို့လုပ်ရမယ်ဘလို့ကိုချင်းစာရမယ်ဆိုတာကိုတော့ဥဒ္ဓမနော်တောင်တန်းသာရဏပြုဥဒ္ဓမသာရကိုသာမေးပြီးတော့ကွာတဲ့ तू ကဆက်ရှင်းလိုက်မယ်တဲ့မှန်ပါဗျာလို့အဲ့ဒါနဲ့ပဲဘုံဘုံဝိသုဒ္ဓိမဲ့လေးချမ်းတွဲကြီးကိုပိုက်ပြီးတော့ငါလှူလိုက်တယ်ဒါပေမဲ့ငါမှားမယ်တဲ့ငါမကျင့်ရတာဖြစ်သည့်အတွက်မင်းကျင့်ကြံအားထုတ်တဲ့နေ့ရနေစပြီးတော့အောင်မြင်တဲ့အထိငါ့ကိုနေ့တိုင်းအမျှဝေပါတဲ့ငါတာဓုခေါ်ပါမယ်ငါရောက်ရအရက်ကတာဓုခေါ်မယ်ငါသေးသွားတောင်ရောက်ရအရက်ကတာဓုခေါ်မယ်တဲ့ငါမကျင့်နိုင်ခဲ့လို့ပါတဲ့သဘောပေါက်လားအဲ့ဒါနဲ့ပဲဘုံဘုံမဟာမြတ်မုနိမှာတကားတဲ့တပြည့်တော်8400ပြည့်အောင်မဟာမြတ်မုနိမှာအဋိဋ္ဌံဝင်မှမယ်ဖရာဆိုပြီးစဝင်ပြီးတော့နောက်ပိုင်းမြန်မာနိုင်ငံမှာရှိတဲ့မြတ်စွာဘုရားရဲ့ဆံတော်အန်တော်ဓာတ်တော်မွေတော်အစစ်အမှန်ရှိတဲ့ဖရာတွေမှာလိုက်ပြီးတော့တရဏဂုံကို8400ပြည့်အောင်ကြိုးစားပါမယ်ဘုရားဆိုပြီးမဟာမြတ်မုနိမှာအဋိဋ္ဌံခဲ့တာအဋိဋ္ဌံပြီးတော့ဘုံဘုံအဲ့ဒီမှာစပြီးတော့ကြိုးစားလိုက်တဲ့အခါမှာနော်ပထမ8400အောင်မြင်သွားတယ်သိပ်ပြီးမထူးကြသေးဘူးနောက်လေကြာကောဘုံဘုံကြိုက်ထီးရိုးသွားတယ်အဲ့ဒီမှာနည်းနည်းထူးကြလာပြီနောက်ကြတော့
ရွှေတကုံကိုလာတယ်တကိုးကြီးဘုရားတွေဆိုအကုန်လိုက်ရတာအဲ့ဒီအခါမှာဘသူကညွန်ကြလဲဆိုတော့ဝိဖြူစင်ကျဲနဲ့ဘုံဘုံကိုငယ်ငယ်ကအိမ်မက်ပေးတဲ့ဘိုးတော်ဝိဖြူစင်ကျဲနဲ့အဲ့ဒီမှာဘုံဘုံကနောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့ရိပ်မိလာလို့ဒကာကြီးကဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဆိုတော့ဝိဇ္ဇတုပါဘုရားတဲ့ဝိဇ္ဇတုဆိုတော့နာမည်ရှိမှာပေါ့ဘသူလဲဆိုတော့မှအရှင်ဘုရားတကယ်မသိဘူးလားမသိဘူးလို့တခါမှလည်းမကြုံဘူးမမြင်ဘူးဒါပေမဲ့ငငယ်လေးတွေကခဏခဏအိမ်မက်ပေးနေလို့တော့ဒကာကြီးကိုမှတ်မိနေတယ်လို့တပြည့်တော့ဘိုးဘိုးအောင်ပါဘုရားတဲ့ဟာဒါဆိုလို့ရှိရင်ဘိုးဘိုးအောင်ဆိုဒါပေမဲ့ဘိုးဘိုးအောင်နေများတော့အစ်စ်ကိုဘယ်လိုလုပ်သိမလဲအရှင်ဘုရားတပြည့်တော့ယုံကြည့်လေတဲ့ဒီမှာမှဲလေးမှာဥစ္စာလေးထော်နေတယ်အဲ့ဒါလေးကိုဂိုင်းပြသဘောပေါက်လားအဲ့တော့အရှင်ဘုရားကိုတပြည့်တော့လိုက်လံစောင့်ရှောက်ပြီးအခြေခံကနေစပြီးတော့အကုန်လုံးအခုရှေ့ဆက်တက်သွားပါမယ်ဘုရားတဲ့ဒါကြောင့်ရှေ့ကနေပြီးတော့မကြောက်မကြမတောင့်မတာပဲနဲ့အားလုံးဆောင်ရွက်သွားပါထေရဝါဒပြန်ပြီးတော့ထွန်းကားပါလိမ့်မယ်ဘုရားတဲ့အေးဒါဆိုကြိုးစားမယ်လို့ဆိုပြီးကြိုးစားရင်းနဲ့ဘာတွေညင်းလာရလဲဆရာတော်ဘုရားကြီးမှားလိုက်တဲ့အတိုင်း32သိန်းကျင့်ရင်းနဲ့တမာတိရလာလို့ရှိရင်လူသားတို့မမြင်နိုင်တဲ့တစေတရေသင်္ကွဲပိတ်တာတွေမကောင်းဆိုးဝါးတွေကိုမြင်တွေ့ရမယ်ညင်းလာခဲ့တဲ့အခါမှာပထမအဝေးကနေပြီးတော့သူတို့ရံမှုခြင်းတလူလူရုပ်ဆိုးဆိုးကြီးတွေနဲ့ကိုယ့်ကိုပုံစံအမျိုးမျိုးလုပ်ပြလိမ့်မယ်ဒါပေမဲ့မကြောက်ပါနဲ့သူတို့ကိုရံမမှုနဲ့အရှင်ဘုရားရဲ့ယင်ထဲမှာငါကိုချင်းစာတရားတတ္တဝါအလုံးကိုထားခဲ့တာဖြစ်တဲ့အတွက်သင်တို့လည်းမမြင်ရတဲ့တတ္တဝါထဲမှာပါတယ်အသင်တို့ကိုမနှိမ့်ဆက်မငြင်းပန်းမတတ်ပြတ်ပါဘူးအသင်တို့အကျိုးအတွက်မြင့်မြတ်အောင်အစဉ်အတန်းမြင့်အောင်လုပ်ပေးမဲ့သူပါဒါကြောင့်တရဏဂုံပွားများနေတာပါလူချင်းရင်တာရုခေါ်ပါဆိုပြီးအမြတာဝေးတဲ့ဆရာတော်ဘုရားကြီးကမှားလိုက်တယ်အဲ့တော့အဲ့ဒီအတိုင်းသူတို့ကိုဝေရင်နဲ့ဟောတဖြည်းဖြည်းမင်းအနာကတ်လာလိမ့်မယ်ဆိုတဲ့အတိုင်းကတ်လာတယ်ကတ်ချင်းနဲ့နောက်ပိုင်းကျအနာတောင်လားထိုင်ပြီးလက်အုပ်ချီပြီးထိုင်းနေတော့တယ်ဖုံဖုံရွတ်နေပြီဆိုရင်ဟောပြီးတဲ့အခါကျတော့ဆရာတော်ဘုရားကြီးမှားတဲ့အတိုင်းမင်းသူတို့ကိုစိတ်ထဲကနေပြီးတော့မေ့ကြည့်ကွာတဲ့စကားပြောကြည့်တဲ့သူတို့သိတဲ့အချိန်သူတို့မင်းရဲ့အင်အားကိုရသွားတဲ့အချိန်မှာသူတို့ပြန်ပြီးတော့စကားပြောလိမ့်မယ်သူတို့ပြောရင်ပါဇက်လှုပ်တာတော့မြင်ရမယ်သို့တော့မင်းရင်ထဲမှာသူတို့ပြောတာကိုနားကကြားတယ်လို့သိနေလိမ့်မယ်တဲ့အဲ့ဒါနဲ့အဲ့ဒီအတိုင်းပဲအဲ့ဒီဖျားတွေမှာလှုပ်တဲ့အခါဖျားဘေးပတ်ဝန်းကျင်မှာရှိတဲ့နော်မကောင်းဆိုးဝါးတွေမကြုံမလွတ်တာတွေအကုန်လုံးတက်လာပြီးတော့ဟောပထမကန်တန်တန်နောက်ကြတော့ရှေ့တူလာနောက်ပိုင်းကြတော့အနာလာပြီးထိုင်ပြီးတော့ကိုလက်အုပ်ကြီးနေတော့အဲ့ဒီလိုစိတ်ထဲကနေညှို့လိုက်တဲ့အခါတိုင်းမှာသူတို့ပြောတာတွေကိုဘုံဘုံအကုန်သိနေတယ်အဲ့တော့မင်းတို့တွေဘာဖြစ်လို့ဒီဘဝရောက်တာလဲဘလို့ပြစ်တာလဲနဲ့ဘုံဘုံကစတ်စုပြီးမေးနောက်ပိုင်းလဲကြကောနော်မစားမတော့ဝလို့တပည့်တော်တို့10နှစ်ရှိပါပြီ15နှစ်ရှိပါပြီအနှစ်20ရှိပါပြီမစားမတော့ဝပဲနဲ့ဒီတောတောင်ထဲမှာပြေးလွှားပြီးတော့ဒုက္ခတွေရောက်နေတာတပည့်တော်တို့ကိုကယ်ပါဖရာဆိုပြီးတော့တောင်းဆိုကြတချို့တဝက်ကြတော့အရှင်ဘုရားတပည့်တော်တို့ကိုကြည်ပါကိုလုံးဒီကြီးနဲ့နော်ပူပြန်တော်လဲတအားပူအေးပြန်တော်လဲတအားအေးတပည့်တော်တို့မှာတော်တော်ကိုအဝိအထည်မရှိတော့တပည့်တော်တို့ကိုအဝိအထည်ရအောင်လုပ်ပေးပါဖရာလို့ပြောကြတချို့ကြတော့လဲနေစရာထိုင်စရာမရှိလို့ထွက်ပြေးရင်းနဲ့ဒီတောဒီတောင်ရောက်လာတာဒီမှာရောက်လာပြီမဲ့ဟောရောက်တဲ့နေရာကအကြီးအကဲတွေကခိုင်းစားတာနဲ့နှိမ့်ဆက်တာနဲ့တပည့်တော်တို့စားရတယ်မရှိဝေ့ရတယ်မရှိသူတို့ကိုအကုန်ရှာကျွေးရတယ်မကျွေးပြန်ရင်လဲသူတို့နှိမ့်ဆက်မှုကိုခံရတယ်ဘုရားဒါကြောင့်နေစရာထိုင်စရာကိုယ်ပိုင်လေးရအောင်လုပ်ပေးပါဟောတချို့တွေကြပြန်တော့လဲအဲ့ဒီမှာတပည့်တော်တို့ကိုကြည်ပါဆိုတော့လေအသားတွေပဲ့နေတာတွေအနာကြီးတွေပေါက်နေတာတွေဟောခေါင်းတွေမှာအနာကြီးပေါက်တချို့မျက်နှာတချမ်းကြီးမရှိတာတွေတချို့အောက်ပိုင်းအောက်သွားနေတဲ့အကုန်လုံးမရှိဘဲနဲ့အယိုးကြီးငေါင်းငယ်ကြီးတွေဖြစ်နေတာတချို့လေပင်မှာအသားတွေမရှိနော်တ
ချို့လက်မောင်းတွေမှာအသားတွေမရှိတချို့ခြေထောက်တွေမှာအသားမရှိပဲနဲ့အယိုးကြီးပဲအဲ့ဒါကြီးတွေနဲ့ကောက်ကက်နဲ့သွားနေရမင်းတို့တွေဘာဖြစ်တာလဲတပြည့်တော်တို့လူပေါင်းလောကကကြမ်းတမ်းခဲ့ပြီးတရဝါတွေကိုနှိမ့်ဆက်တပ်ပြခဲ့တော့အဲ့ဒီဝေဒနာအတိုင်းတပြည့်တော်တို့ပြန်ခံနေရတဲ့ပိဋ္ဌာတွေပါဗျာတဲ့တပြည့်တော်တို့ရဲ့ဝေဒနာတွေပျောက်ကင်းသွားအောင်လုပ်ပေးပါတဲ့တပြည့်တော်တို့အမျိုးမျိုးသောလာရောက်တဲ့သူတွေထံကနေပြီးတော့တပြည့်တော်တို့ကျွတ်လွတ်ဖို့တပြည့်တော်တို့အဲ့ဒီမစားနိုင်တာစားနိုင်ဖို့အဝိမရှိတာဝိနိုင်ဖို့နေစရာထိုင်စရာမရှိတာနေစရာထိုင်စရာရဖို့နောက်ပြီးတော့ကျမ်းမာရေးမကောင်းခံစားနေရတာတွေပျောက်ကင်းဖို့အတွက်အမျိုးမျိုးအပုံပုံတောင်းပါတယ်ဗျာဒါပေမဲ့သူတို့တပြည့်တော်တို့ကိုမြင်လဲမမြင်သိလဲမသိပဲနဲ့နော်သူတို့အဋိဋ္ဌံဝင်ပြီးအမျှဝေတယ်ဆိုပြီးဝေသွားတာပဲရှိပါတယ်တပည့်တော်တို့မှာထူးခြားထက်မြက်မှုမရှိပါဘူးဗျာတဲ့အရှင်ဘုရားတရဏဂုံကိုပွားတော်မှာတပည့်တော်တို့ပထမဦးဆုံးအဝေးကနေကြည်တာပါတို့ကိုများနှိမ့်ဆက်မလားတို့ကိုများနော်ဒုက္ခပေးမလားဆိုပြီးကြည်တော့အရှင်ဘုရားကဘာမှမလုပ်ဘဲနဲ့ကိုယ်ပိုင်ကိုယ်ပဲပွားနေတော့အနာကတ်လာရင်းနဲ့နောက်ပိုင်းအရှင်ဘုရားပို့တဲ့မေတ္တာလေးတွေကြောင့်တပည့်တော်တို့မှာအေးချမ်းတော့အနာကတ်လီအေးချမ်းလီဆိုတော့အနာကတ်ပြီးလက်ဥကြည်တာပါဗျာအဲ့ဒီတော့အရှင်ဘုရားတပည့်တော်တို့ကိုတရဏဂုံရဲ့ဂုံကျေးဇူးရဲ့အရှင်ဘုရားကုသိုလ်တွေများပြုလုပ်နိုင်ရင်ပြုလုပ်ပြီးတပည့်တော်တို့ကိုကယ်ပေးပါဗျာတဲ့အမြဝေပါဗျာတဲ့အဲ့ဒီအခါမှာဘုံဘုံဟောကိုနဲ့ကဘုံဘုံကိုအိမ်မက်ပေးတဲ့ဘိုးဘိုးအောင်ဆိုတဲ့ဝိဖြူစင်ကျဲကိုတန်းတလိုက်တော့ရောက်လာတယ်အရှင်ဘုရားဗာများအလူရှိပါသလဲဆိုတော့အဲ့ဒီလိုမကြုံမလွတ်တာတွေအဲ့ဒီလိုတွေကျုပ်ကိုပြောပြီလို့ဘယ်လိုလုပ်ရမလဲအရှင်ဘုရားဖယားဟောထဲမှာပါတယ်လေတဲ့မကြုံမလွတ်တဲ့သူတွေမစားနိုင်မတောက်နိုင်ရင်မြတ်စွာဘုရားနဲ့ယဟန္တာတွေကိုတက်ရှိတင်ကြရည်ဝယ်မှန်းထားပြီးတော့ဆုံးခဲွယ်ဘောစဉ်ချုပ်ကျင်ရတ္တာများလှူဒန်းပြီးအမျှဝေလိုက်ခြင်းသူတို့နတ်ဩဇာတောင်ရနိုင်တယ်လို့မြတ်စွာဘုရားဟောတယ်တဲ့အစားအသောက်ကတော့မပူရတော့ဘူးလို့ဟောပါတယ်ဘုရားဟောအဝိအထည်မရှိတာကိုရွှေသင်္ကန်းနေပါလေနော်ဘုရားရဲ့ဓာတုဇေဒီဓမ္မဇေဒီတွေမှာရွှေသင်္ကန်းကပ်ပြီးအမျှဝေပေးလိုက်ခြင်းနတ်ဝိနတ်စားတောင်ရပါတယ်ဘုရားတဲ့ဟောဖုံးကန်ကြီးမားတဲ့ဆရာတော်ကြီးတွေတန်ဃာတော်ကြီးတွေကိုဖြင်သင်္ကန်းကပ်ပြီးအမျှဝေရင်လေသူတို့မှာအဝိအထည်ရပါတယ်ဘုရားတဲ့ဒါကြောင့်အဲ့ဒါကိုမြတ်စွာဘုရားဟောကြားခဲ့ပါတယ်တဲ့နေတရားထိုင်တရားမရှိတဲ့သူတွေကြတော့ဇယတစောင်းကြောင်းသိမ့်နေဆောက်ပြီးတော့အမျှဝေလိုက်ခြင်းကိုယ်ပိုင်နေတရားတွေရတယ်လို့ဗိမာန်တွေလည်းပေါက်ပါတယ်ဘုရားအဲ့တော့သူတို့မှာနေဖို့ထိုင်ဖို့အတွက်အဆင်ပြေပါလိမ့်မယ်စားဖို့အတွက်ကဆုံးဝတ်ဖို့အတွက်ကသင်္ကန်းနေဖို့ထိုင်ဖို့အတွက်ကကြောင်းဆိုပြီးဟောခဲ့ပါတယ်ကျမ်းမာရေးချိုးတဲ့တာကိုဆေးလူပြီးတော့အမျှဝေပေးလိုက်ပါဖရာတဲ့သဘောပေါက်လားအကဲလှုပ်ပေးမယ်ဆိုပြီးအဋိဋ္ဌံပြီးတော့ဘုံဘုံဟောဝင်လိုက်တဲ့အခါမှာအဲ့ဒီနောက်ပိုင်းမှာသင်တို့ကျွတ်ချင်လို့ရှိရင်သင်တို့ကလည်းကူညီကြပါသင်တို့မကူညီရင်ကျုပ်ကလည်းဘလို့လုပ်ပေးရမှာလေအဲ့တော့သင်တို့ရဲ့ကူညီမှုသာရရင်လေကျုပ်သင်တို့လိုတာအကုန်လုပ်ပေးမယ်ဆိုပြီးတော့ဖျားတွေမှာဘုံဘုံမနဲ့တစ်ကြိမ်နေ့လည်းတစ်ကြိမ်ညတစ်ကြိမ်ကိုပွားများတော့ဘာတွေထူးကြလာလဲဆိုတော့လာသမျှဖျားလာဖူးတဲ့သူတွေကဘုံဘုံထိုင်ပြီးငြိမ်ပြီးပွားများနေတာတွေ့ရင်ရှေ့မှာလာပြီးချသွားကြအလူငွေတွေကြသွားတယ်ဟောဘုံဘုံလည်းတထိုင်ပြီးလို့ဘုံဘုံတထိုင်ထိုင်ရင်အမြဲတမ်း3နာရီကြာတယ်နော်3နာရီမနေ့3နာရီထိုင်တယ်နေ့လည်း3နာရီထိုင်တယ်ည3နာရီထိုင်ရတယ်အဲ့ဒီလို3နာရီထိုင်ပြီးတော့3နာရီပြည့်ပြီဆိုတာနဲ့ထားလိုက်ခြင်းရှေ့မှာပတ်စံနေပုံနေအဲ့တော့ဂောဘကကိုခေါ်ပြီးတော့ဒကာကြီးတို့လို့အဲ့ဒီပတ်စံတွေကိုရီးပြီးတော့နေ့စဉ်စည်ရင်မှတ်ထားပေးပါဒကာကြီးတို့ကိုဘုံဘုံအကူညီတောင်းကျင်တယ်လို့အဲ့ဒီငွေတွေကို4ပုံလိုက်ပါဆွန်းအတွက်တပုံသင်္ကန်းအတွက်တပုံကြောင်းဆောက်ဖို့အတွက်တပုံဆေးလူဖို့အတွက်တပုံဘုံဘုံကို4ပုံပြီးတော့ဘလောက်ရတယ်ဆိုတာပြောပေးပါလို့ဟာပြောပါမယ်ဖွေရတဲ့
အဲ့ဒါနဲ့ဘုံဘုံတပတ်လောက်လဲပွားလိုက်ကောတော်တော်များများရရောရလဲရကောဘာလုပ်ချင်လဲဘုရားတဲ့အဲ့တော့ဘုံဘုံဒီဘုရားကြီးမှာမြတ်စွာဘုရားအတွက်ဆွန်တပွဲလက်ဝဲတော်ရန်၄ပါးလက်ရတော်ရန်၄ပါးစုစုပေါင်း9ပါးကိုသပွဲဝိုင်းတဝိုင်းမှာဟောမြတ်စွာဘုရားအတွက်ကတော့တပိတ်နဲ့ပြင်ပေးပါလားလို့ဖြစ်ပါတယ်ဘုရားတဲ့တပည့်တော်တို့ဒီမှာဒီပတ်စံနဲ့ရဆုံးဆိုတဲ့အထဲထဲကနေပြီးနေ့တိုင်းလှုပ်ပေးမယ်ကောင်းတယ်လို့နော်အကယ်၍နေ့တိုင်းမရတောင်တပည့်တော်တို့လှုပ်ပေးတဲ့နေ့ဆိုရင်အရှင်ဘုရားကိုအကြောင်းကြားမယ်အရှင်ဘုရားသွန်းတော်ကပ်ပေါ့ကပ်မယ်လို့ဆိုပြီးအဲ့ဒီလိုကပ်ပြီးတော့အမြဝေလိုက်တဲ့အခါမှာအမလီအာရပါရတာဓုခေါ်ပြီးတော့လေထခုံကြပျော်ကြကကြနဲ့သူတို့တွေဘာပြည့်သွားကြတာလဲဆိုတော့တပည့်တော်တို့ဆာလောင်မိုးသိမ့်မှုကင်းသွားပါပြီဘုရားတဲ့နော်တခုခုကိုအာရပါရစားလိုက်တယ်လို့ပြည့်သွားတယ်နှစ်ပြီးတော့ခွန်အားတွေလည်းဖြစ်လာပါတယ်ဘုရားတဲ့ဟာဘုံဘုံအယံဝင်းသာသွားအဲ့တော့ကဲတခါကြီးတို့လို့ဘုံဘုံတစ်ခုတောင်းကျင်သေးတယ်ဒီဘုရားမှာရှုသင်္ကန်းကပ်ဖို့အတွက်ကိုခုနကသင်္ကန်းဆိုတဲ့အထဲကနေဘုံဘုံကိုကပ်ပေးပါလားဟာကပ်ပေးပါမယ်ဘုရားတဲ့အဲ့ဒါဆိုရင်ချက်ချင်းမကပ်ပြစ်သေးတောင်ဘောင်ချလေးရေးပေးပါဖြတ်ပိုင်းလေးရေးပေးပါမယ်ဘုရားဆိုပြီးတော့ရေးပေးလိုက်ဘုံဘုံကအဲ့ဒီနေ့ကိုတခါတည်းဆုံးရောသင်္ကန်းရောအမြောက်ဝေလိုက်တာအဝိမရှိတဲ့သူတွေပါဝိဖြူစင်ကြယ်တွေရသွားအညိုဝိတွေရသွားတချို့ခေါင်းမောင်းတွေပါရသွားတချို့ကြတော့အဖြူတစ်ပိုင်းအညိုတစ်ပိုင်းတွေရတပတ်ကလေးတွေပကုံးတင်းနေတာတွေအမျိုးသားအမျိုးသမီးမှန်အတ္တိတော်မှာအကုန်လုံးရှင်းရှင်းလင်းလင်းသိရတော့တယ်ငကိုယ်တုံးကစုပ်ဖွားကြီးတွေမိန်းမမှမသိယောက်ျားမှမသိအမွေးအရှိကြီးတွေနှစ်ပေါင်း20 30ဆိုတဲ့သဘောပေါက်လားအဲ့ဒါနဲ့အဲ့ဒီလိုဆုံးရဲ့သင်္ကန်းရဲ့လှုပ်ပေးလိုက်တော့နေစရာထိုင်စရာရအောင်ဆိုတော့တကားကြီးတို့လို့ဘုံဘုံခွဲထားခိုင်းနဲ့ကြောင်းဆိုတဲ့အပုံမရှိဘူးလားရှိတယ်ဗျာအဲ့ဒီထဲကနေဒီမှာဆောက်လို့လှူဒန်းနေတဲ့အဆောက်အဦတွေတစောင်းဆောက်တာတို့ကြောင်းဆောက်တာတို့သိမ်ဆောက်တာတို့ဗိမာန်ဆောက်တာတို့မရှိဘူးလားရှိတယ်ဗျာအဲ့တော့ရှိတဲ့အထဲကိုထည့်ပေးပါချက်ချင်းမဆောက်သေးလို့စုနေတာဆိုရင်ဖြတ်ပိုင်းထုတ်ပေးပါဆိုတော့သူတို့တွေရေးပြီးတော့ဖြတ်ပိုင်းထုတ်ပေးလိုက်ခြင်းဘုံဘုံအမြောက်ဝေလိုက်တဲ့အခါကျတော့ဟာတပြည့်တော်တို့နေစရာရပြီဘုရားတပြည့်တော်တို့နေဖို့အတွက်ကိုဟောဒီယမြို့ဆောင်နတ်ကြီးဟောဒီယနေဆောင်နတ်ကြီးတောပိုင်ကြီးတွေတောင်ပိုင်ကြီးတွေကမင်းတို့ဒီအပိုင်လေးကိုမင်းတို့နေကြဆိုပြီးတပြည့်တော်တို့ဘုံမစိုးအသေးလေးတွေပြစ်သွားပြီဘုရားနှစ်ပြီးနတ်ဝိနတ်သားလေးရတယ်ဘုရားနှစ်ပြီးတော့နတ်ဩဇာလို့လေတပြည့်တော်တို့ပြေဝပါပြီဘုရားတဲ့အာရပါရလျှောက်ကြတယ်နောက်ကြတော့အဲ့ဒီမှာကဲတကာကြီးတို့လို့သုံးပုံတော့ပြီးပြီဒီဆေးဆိုတဲ့အပုံကိုလေဟောဒီမှာဆေးရုံကြီးတွေအနီးအနားမှာမရှိဘူးလားရှိတယ်ဘုရားတဲ့တပည့်တော်တို့အဲ့ဒီဆေးရုံမှာလှူပေးရမလားတန်ဃာကိုလှူပါလို့အဲ့ဒီဆေးရုံမှာတန်ဃာတွေဆေးရုံတက်နေရင်လိုအပ်တာတုံးပေးပါဆေးအလှူဒါနဆိုပြီးဖြတ်ပိုင်းလေးယူလာခဲ့ပါတွားလှူပေးပါဆိုတော့လှူပေးမယ်ဘုရားဆိုသူတို့ဂောပကတွေရပဲတနေ့ရတာကိုစုလိုက်တလားပြည့်ရင်လှူပေးလိုက်တနေ့ရတာစုလိုက်တလားပြည့်ရင်ဆုံးသင်္ကန်းကြောင်းစီဆုံးကြတော့လဲနေ့တိုင်းဘုံဘုံကိုကတ်နိုင်အောင်သင်္ကန်းကြတော့လဲနေ့တိုင်းရွှေသင်္ကန်းကတ်နိုင်အောင်ကြောင်းဆောက်ဖို့နဲ့ဆေးလူဖို့ကြတော့သူတို့တလတခါစရင်ထက်ဖြတ်ပိုင်းပေးရင်ဘုံဘုံတလားလုံးအမြောက်ဝေတော့တာအဲ့ဒီလိုလဲဝေရောဂုဏကတုံးကမေးစီအောက်ပိုင်းတချမ်းမရှိတဲ့သူတွေလဲပြန်ပြီးတော့အပြည့်ပြည့်သွားတော့လူမျက်ခွဲနှစ်ပြီးခြေထောက်တွေအသားတွေပြန်ပြည့်ပြီးတော့အကုန်လုံးအကောင်းပဂတိဖြစ်တဲ့အပြင်မှာသင်္ကန်းတို့ကြောင်းတို့ဆေးတို့ပါတပြိုင်တည်းထဲ၄မျိုးစလုံးလဲတာဓုခေါ်လိုက်တော့တကားတဲ့အဝေအစားတွေလဲရနေစရာထိုင်စရာလဲရသူတို့ခံစားနေရတဲ့ယောဂါတွေပါပျောက်သွားတာမြင်ရတယ်အဲ့ဒီတော့ဘုံဘုံမှလေဝင်းသာအာကြီးလို့အဲ့ဒီမှာမျက်ရည်တွေတကားတဲ့တရားထိုင်ရင်းနဲ့မျက်ရည်တွေတောင်စီးကြခဲ့ရလို့ငါမမြင်ရတဲ့တရားဝါတွေကိုကယ်နိုင်တဲ့အဆင့်ရောက်လာပါလားအဲ့ဒီလိုနဲ့ပဲ32သိန်းက9ဝါနဲ့8လပြည်လဲပြီးတော့အောင်မြင်သွားတယ်သဘောပေါက်လားအဲ့ဒီလို32သိန်းလဲပြည့်လဲသွားကောအဲ့ဒီမှာဖုံဖုံအမြောက်ဝေလိုက်လို့တက်သွားကြတယ်
ဟောနတ်ကောင်းနတ်မြတ်တွေဖြစ်သွားကြတဲ့သူတွေဟောသူတို့တွေကပြန်ဆင်းပြီးတော့ဖူးကြပြန်တယ်ဖူးလဲပြီးရောသူတို့ကလျှောက်ထားတယ်အရှင်ဘုရားတပည့်တော်တို့ရဲ့အကြီးအကဲတွေရှိပါတယ်ဘုရားအကြီးအကဲတွေကလည်းအရှင်ဘုရားကိုလာဖူးပြီးတော့သူတို့လည်းထူးခြားထက်မြက်ခြင်းလို့တာဓုခေါ်ခြင်းတဲ့ဘုရားတဲ့အဲ့တော့လာလေလို့ခေါ်ပေါ်လို့ဒါပေမဲ့တပည့်တော်တို့ပြောရမှာအာနာတယ်ဘုရားတဲ့ဘာအာနာလဲပြောသမ်းမှာလို့လျှောက်သမ်းမှာလို့ကြုတ်ခွင့်ပြုပါတယ်ဆိုတော့မှသူတို့လာဖူးဖို့အတွက်အရှင်ဘုရားမှာအဆင့်ကနည်းနေသေးတယ်တဲ့ဒါဆိုဘာလုပ်ပေးရမှာလဲဆရာတော်ဘုရားကြီးကမှားလိုက်တာကိုဒူရင်ကျင့်ဆိုကျင့်ပေးလိုက်ပြစ်တာကမ္မထံပွားဆိုပွားပေးလိုက်သူတို့ခိုင်းတာလုပ်ပေးလိုက်အဲ့ဒါသူတို့ကညွှန်ကြားလိုက်မယ်ဆိုတာတော့တတိယတော့လှုပ်သမ်းမှာပြောသမ်းမှာညွှန်သမ်းမှာဆိုတော့မှဒုတိယံပြီး32သိန်းဒုတိယံပြီး17ပါဖရာတဲ့ဟေးလို့ငါဒုတိယံပြီးဆိုရင်9ဝါကျော်ဦးမှာကဲချမယ်ကွာလဲဆိုလဲဆိုရောအရှင်ဘုရားဒီ32သိန်းမှာတင်အရှင်ဘုရားမြန်မာနိုင်ငံမှာရှိတဲ့ဘုရားတွေကုံတလောက်ဖြစ်သွားပြီဓာတ်တော်မူတော့ဆန်တော်အန်တော်အစစ်အမှန်ရှိတာတွေကုံသွားတာဖြစ်သည့်အတွက်အရှင်ဘုရားတောရဆောက်တည်ပြီးတော့နော်မန်တိုင်ချပြီးတော့ပွားပါတော့ဘုရားတဲ့ပွားတဲ့အခါမှာဟိုနေရာဒီနေရာမလုပ်ဘဲနဲ့တနေရာထဲမှာတထိုင်နဲ့အောင်မြင်အောင်ပွားပါဘုရား32သိန်းကိုကဲလုံမယ်ဆိုပြီးအဲ့ဒီကနေစပြီးတော့ဘုံဘုံငကရစ်တောင်ဆိုတာကိုအိမ်မက်လာပေးတယ်နော်ပထမဦးဆုံးရွှေအောင်ငကားကြီးကရေထဲကနေဘွားကလေးပေါ်လာပြီးကောင်းငင်ကိုပြန်တက်ပြီးတော့ဝဲပြီးတော့မှပြန်ဆင်းလာဟာအသင်ကဘသူလဲတပြည့်တော့ဝိရုပက္ခပါဖရာဝိရုပက္ခဆိုဘာကိစ္စလာတာလဲအရှင်ဘုရားတဲ့အရှင်ဘုရားတရင်သုံးပြီးတောရဆောက်တည်မဲ့နေရာကိုနော်အရှင်ဘုရားကိုစောင့်ရှောက်ဖို့အတွက်တပြည့်တော်လာရောက်ပြီးတော့နော်အမိန့်ချတာပါဘုရားတဲ့အဲ့တော့တပြည့်တော်ကိုခွင့်ပြုပါအောင်ဘုရားပြော့လဲပြီးတော့ချက်ချင်းရှူးလဲဆိုရင်အလင်းတန်းကြီးလိုတက်သွားတာပျောက်သွားပြီးတော့နောက်နေ့မေတ္တာကမ္မထံပွားပါဆိုလို့ပွားလဲပွားလိုက်ကြရောအဲ့ဒါမှခုနကရေထဲကနေပြီးတော့ကိုယ်ပတ်ပြီးအရှိကြီးပဲနော်အဖြူရောင်ကြီးတခါတည်းအာပတ်လာပြီးတော့တခါတည်းကောင်းငင်ထိုးတက်ပြီးဘုံဘုံရှိမှာအပုံလိုက်ကြီးကြလားကြားလဲကြောဟာမင်းကလာပြန်ပြီမင်းကဘာလဲလို့ဆိုလဲဆိုတော့တခါတည်းနတ်သားအသွင်ပြောင်းသွားပြီးအေယာပတ္ထပါဘုရားတပြည့်တော်ကအေယာပတ္ထနဂါမင်းမှာငွေရောင်နဂါမင်းမှာဘုရားဝိရုပက္ခနဂါမင်းရဲ့စစ်သူကြီးပါဘုရားသူကိုယ်တိုင်ဆင်းပြီးတပြည့်တော်ကိုအမိန့်ချခဲ့ပါတယ်မင်းနေတဲ့နေရာမှာပင့်ဆောင်ပြီးမင်းစောင့်ရှောက်ပေးလိုက်ပါတရဏဂုံနဲ့တကွနော်ဗုဒ္ဓဘာသာထေရဝါဒကိုအခြေခံနဲ့စတင်မဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်မင်းတတိမလစ်စောင့်ရှောက်ပေးပါဆိုပြီးတော့လာပြောလို့တပြည့်တော်လာပင့်တာပါဘုရားတဲ့ငါမင်းပင့်တော့ငါဘယ်သွားရမှာလဲအရှင်ဘုရားတဲ့နဂရတောင်ကိုလာခဲ့ပါနဂရတောင်ဆိုတာဘယ်မှာရှိတာလဲလို့တို့လည်းငါလည်းမသိပါလားတခါမှမကြားဘူးဆိုတော့အရှင်ဘုရားမွေးဖွားရာဖြစ်တဲ့နော်ငတိုင်းကြောင်းမျိုးနဲ့ဆိုတိတ်ပြီးတော့မကွာပါဘူးဘုရားဟိုတုန်းကဒုတပေါင်းမင်းကြီးလက်ထက်တုန်းကပြေဟာတရေခိတ္တရာပင်လေစိတ်ကမ်းမျိုးပါအဲ့ဒီပင်လေစိတ်ကမ်းမျိုးကနေပြီးတော့မော်တင်ဘုရားကိုသွားရောက်ဖူးရင်းနဲ့ဖြတ်သွားတဲ့နေရာပါဘုရားတဲ့ပြေနဲ့မော်တင်နဲ့ကြားအလေကောင်မှာကြောက်ဆောင်ကြီးတွေအများကြီးရှိတဲ့အတွက်တပြည့်တော်တို့ရဲ့နဂါးတိုင်းပြည်ကနဂါးတွေဟာနေပူဇာတက်ပြီးတော့ပင်လေပြင်ကြီးထဲမှာအဲ့ဒီကြောက်ဆောင်ပေါ်တက်ပြီးတော့နေပူဇာလှုံပါတယ်ဘုရားအဲ့ဒါကိုဒုတပေါင်းမင်းကြီးကတွေ့ပြီးတော့ဟဲ့ဟိုမှာရွာစီနဲ့ဟိုတောင်ထိပ်ကနေဘာကောင်နေလဲငါပြောစမ်းဆိုတော့မင်းကြီးနေရမူကြီးမတ်ရတေနာပတိတွေကမပြောနိုင်လို့အရှင်မင်းကြီးတပြည့်တော်တို့လည်းမသိဘူးလေအရှင်မင်းကြီးနဲ့အတူတူသွားနေတာအရှင်မင်းကြီးသိကျင်ရင်အရှင်မင်းကြီးမှာကျိန်ဆက်ကြာရှိတာပဲခေါ်မေးပါလားဆိုတော့မှအေးပေးစမ်းဆိုပြီးရိုက်ခေါ်ပါတယ်ဘုရားအဲ့ဒီအခါတပြည့်တော်သူတို့ရှိရောက်သွားတော့အဲ့ဒါဘာလဲလို့ဆိုတော့အရှင်ဘုရားအဲ့ဒီတောင်ထုကြီးရဲ့အောက်မှာတပြည့်တော်တို့
နေထိုင်တဲ့အေယာဝတီဆိုတဲ့တိုင်းပြည်ကြီးရှိပါတယ်အေယာဝတီကြီးတိုင်းပြည်ကြီးကိုတပြည့်တော်အေယာပတ္ထနဂါမင်းကအုပ်စိုးစံပြီးတော့ဟောဒီမြေကြောင်းကြီးမှာတပြည့်တော်တို့ပျော်ပါတဲ့မြေကြောင်းကြီးဖြစ်တဲ့အတွက်ဟိုးထိပ်ပြရောက်အောင်တောင်တပြည့်တော်တို့ပိုင်ဆိုင်ပြီးတော့သွာလာလှုပ်ရှားတဲ့နေရာပြစ်လို့အေယာဝတီမြစ်လို့ခေါ်တာပါဗျာလို့လျှောက်တယ်တဲ့အဲ့တော့ဒီနေရာဟာတပြည့်တော်ရဲ့အောက်ကအေယာဝတီဆိုတဲ့တိုင်းပြည်ကြီးဖြစ်တဲ့ရှိတဲ့အတွက်တပြည့်တော်အုပ်ချုပ်တာပါဗျာဒါကြောင့်အဲ့ဒီမှာတပြည့်တော်တို့တိုင်းပြည်ကနဂါးတွေတက်ပြီးတော့နေပူဇာလှုံတဲ့နေရာပါဗျာဒါကြောင့်ရွာစီမြင်ရတာအဲ့ဒါဘယ်နေဘာတောင်လို့ခေါ်လဲနာမည်မရှိပါဘူးဗျာဒါဆိုရင်ငကရစ်တောင်ဆိုပြီးတော့ဒုတပေါင်းမင်းကြီးကပေးခဲ့တာပါဗျာတဲ့သဘောပေါက်လားအဲ့ဒီတော့အဲ့ဒီအချိန်ကနေစပြီးဒုတပေါင်းမင်းကြီးကမော်တင်စုံကိုနှစ်စဉ်ကြွပြီးတော့အမြဲတမ်းဖူးပါတယ်ဗျာတဲ့ဖူးရင်းနဲ့တနေ့မှာမုံတိုင်းကြရောက်ပြီးဖောင်တော်ကွဲပြီးတော့နော်ငကရစ်တောင်နဲ့မော်တင်ရဲ့ကြားမှာမုံတိုင်းမိပြီးတော့ဖောင်တော်ကွဲပြီးတော့နတ်ရွာစံပြီးတော့ကောင်းရသူဂတိရောက်သွားပါတယ်ဗျာတဲ့အဲ့ဒီတော့အဲ့ဒီရဲ့တမိုင်းကြောင်းဟာအခုသာပေါင်းနယ်ဟာတာပေါင်းနယ်ပတ်လေဟာနော်ဒုတပေါင်းမင်းကြီးဖောင်တော်ကွဲပြီးတော့ပြန်လွန်တော်မူတဲ့နေရာဒုတပေါင်းမင်းကြီးကတော့ကောင်းရသူဂတိရောက်ပြီးတော့ကြံတဲ့မင်းကြီးမူကြီးမတ်ရာတွေကအဲ့ဒီနေရာတွေမှာအစွဲကြည့်ပြီးတော့တိုင်နှန်းရဲ့လို့ငကတိုက်တွေရဲ့လို့ဖြစ်ကြံခဲ့ပါတယ်ငကားတွေအကုန်ဖြစ်သွားပါတယ်ဗျာတဲ့သဘောပေါက်လားဒါကြောင့်မလို့ဒုတပေါင်းမင်းကြီးကငကရစ်တောင်လို့သတ်မှတ်ခဲ့တာပါဒုတပေါင်းမင်းကြီးပြန်လွန်တော်မူပြီးတော့နောက်မင်းစဉ်25ဆက်မြောက်မှာနော်မြေငလျင်ကြီးစွာလှုပ်ပြီးတော့တော်တွေလဲပြီးတော့ငလျင်ကြီးစွာလှုပ်တဲ့အတွက်မြေကြီးတွေကတွန့်ခေါက်သွားတဲ့အတွက်အနောက်ရိုးမကြီးပေါ်ပေါက်လာပြီးတော့အနောက်ရိုးမကြီးကနောက်ဘက်ကတပြည့်တော်တို့ငကရစ်တောင်ကဒီဘက်အတွင်းဘက်ရောက်ပြီးတော့သေကြံရင်ခဲ့တယ်ရိုးမတောင်ကြီးကမြင့်သွားတာပါဖရာတဲ့ဒါကြောင့်မလို့အခုအနောက်ရိုးမရဲ့အတွင်းဘက်ရှိအရှင်ဖရာသွားပြီဆိုလို့ရှိရင်နော်အခုစပြီးတော့တွေ့ချင်းပထမတောင်ဒုတိယတောင်တတိယတောင်ဆိုတာအဲ့ဒီငကရစ်တောင်တန်းကြီးပါဖရာတဲ့နော်တပြည့်တော်တို့အောက်မှာနော်အေယာပတ္ထနဂါးတို့ရဲ့အေယာဝတီတိုင်းပြည်ဆိုတဲ့နဂါးတွေရှိပါတယ်အခုအဲ့ဒီလိုအနောက်ရိုးမကြီးလဲကာလိုက်ကြောပင်လေရေတွေဟာအတွင်းမဝင်ရတော့အကုန်လုံးအနေအနှစ်တွေကြပြီးတော့မြေသားမြေနုတွေတက်လာလို့အေယာဝတီတိုင်းရဲ့လို့နာမည်ဖြစ်သွားတာပါတဲ့တပည့်တော်တို့အေယာဝတီဆိုတဲ့နဂါးတိုင်းပြည်ကြီးကအောက်မှာရှိပါတယ်အဲ့တော့အခုမော်တေမှာစောင့်ရှောက်နေတဲ့ဇေယသေနနဂါမင်းဆိုတဲ့အစိမ်းရောင်နဂါမင်းဟာတပြည့်တော်ရဲ့စစ်သူကြီးပါဖရာတဲ့သဘောပေါက်လားဒါကြောင့်မလို့အားလုံးအဆက်အသွယ်တွေအကုန်ရှိတာဖြစ်သည့်အတွက်အခုအရှင်ဘုရားကိုတပြည့်တော်တောင်းပေါ်ကြွဖို့ဖိတ်ပါတယ်ဘုရားအရှင်ဘုရားကြွတာလာခဲ့ပါတပြည့်တော်နေရာကိုပြပါမယ်ဘုရားဆိုပြီးတော့အဲ့ဒီမှာဖုံဖုံရှာလိုက်တော့ငကရတောင်လဲတွေ့ရောဟောသူတို့ပြတဲ့အတိတ်ကောနမိတ်ကောအကုန်လုံးကိုတဲ့သွားတိုးတဲ့အတွက်နောက်ဆုံးအရှင်ဘုရားထံ9ရက်သားသမီးတွေလာပါလိမ့်မယ်ဘုရားအဲ့တော့တပြည့်တော်တို့အောက်ကနဂါးတို့ရဲ့တိဋ္ဌိနဲ့ပြည့်စုံတဲ့နဂါးရေစဉ်ဆိုတဲ့နော်နဂါးတွေအကုန်လုံးအသုံးပြုတဲ့ရေစဉ်ရှိပါတယ်ဘုရားအဲ့ဒီတဲ့ကိုအရှင်ဘုရားအပေါ်ကနေတွင်းဖောက်ပါတဲ့ဒါပေမဲ့ကြောက်ဖြာကြီးနှစ်ထပ်ကာယံထားလို့ဖောက်ရတာခက်ခဲပါလိမ့်မယ်သို့တော်ညာလဲဟောကိုဘီပွဲသုံးပွဲပြင်ပြီးတော့အရှင်ဘုရားတရဏဂုံသာထိုင်ပြီးရွတ်ပေးလိုက်ပါတဲ့သူတို့ဖောက်တဲ့အခါမှာလွယ်ကူကူနဲ့ပေါက်ပါလိမ့်မယ်အခုဘုံဘုံတို့နေတဲ့ငကရစ်တောင်ပတ်လည်မှာရေရှာလို့မရဘူးရေတွင်းဖောက်လို့ရကိုမရဘူးနော်တူးလို့လည်းမရဘူးအဲ့တော့အဲ့ဒီဘက်မှာတော်တော်ကြီးကိုရှားပါခဲ့တာဟောနောက်ဘုံဘုံရောက်လို့စပြီးတော့သူတို့ပြောတဲ့နေရာတူးလိုက်တော့မှဟောအဲ့ဒီသူတို့နဂါးတို့ရဲ့ရေစင်ရှိတဲ့တဲ့ကို
ဒီနေရာတဲ့တူးပါဆိုတဲ့အတိုင်းတူးလိုက်တာပြောတယ်ပေ200လောက်ရောက်ရင်ရေကန်ထဲကိုရောက်ပါတယ်တဲ့ပေ200တော့ရှိမယ်တဲ့ကြောက်ဖြာကြီး2ထပ်ဆိုတဲ့အတိုင်း2ထပ်ဖောက်ရတယ်နော်အဲ့ဒီကြောက်ဖြာတွေကြောင့်နော်ဘယ်မှတူးလို့မရတာတူးလို့လဲရေကောင်းရေတန်းမထွက်ဘူးနော်အဲ့တော့တူးလဲတူးလိုက်ကောအဲ့ဒါနဂါးတို့ရဲ့ရေစင်မှာဘုရားဒါကြောင့်မလို့ယောဂပေါင်းစုံလဲပျောက်ကင်းပါတယ်အရှင်ဘုရားရဲ့တရဏဂုံနဲ့ဆိုအကုန်သေးပဲဝင်မှမယ်ဘုရားဆိုပြီးတော့လျှောက်ထားလို့ဘုံတူးလိုက်တာအဲ့ဒီရေတွေရခဲ့တယ်ဟောရတဲ့အတိုင်းပဲလေလာသမျှဧည့်သည်တွေအကုန်လုံးတောက်သုံးတာယောဂါတွေပျောက်တယ်ကျမ်းမာရေးတွေကောင်းတယ်ဟောအကုန်လုံးအဋိဌာန်တွေအောင်မြင်ကြတာနော်အဲ့တော့သူတို့ပေးတဲ့ရေအဲ့ဒီဥစ္စာရပြီးတော့ဘုံအဲ့ဒီမှာကြည်ညံအားထုတ်တာနော်8400ဒုတိယံပြီလဲအောင်လဲသွားလဲသွားရောအဲ့ဒီနဂါဂလုံဂုံမန်ရက်ကကန္တပဆိုတဲ့နတ်မင်းကြီးတွေအကုန်လုံးလာဖူးတော့တာပဲသူတို့လာဖူးပြီးသူတို့ကဘာလျှောက်ကြလဲအရှင်ဘုရားတဲ့တတ္တိယံပြီဆိုတာဆက်ပြီးတော့32သိန်းကိုကြိုးစားပါအောင်ဘုရားတဲ့ဘာဖြစ်လို့လဲဆိုတော့တပည့်တော်တို့တွေဒီထူးကြတဲ့အဝယ်အစားတွေနဲ့တပည့်တော်တို့နတ်တပင်အစည်းဝေးပွဲကိုတက်လိုက်တဲ့အခါသူတို့ကမေးပါတယ်မင်းတို့တွေဘာဖြစ်လို့ဒီလိုယာဓုဌာနန္တရအစဉ်အတန်းနေမြင်မလာတာလဲဆိုတော့ဆရာတော်ဘုရားကြီးကြောင့်မှာဆိုတော့ဒိုလဲဖူးကျင်တယ်လို့ပြောတယ်ဆိုတော့မင်းတို့ရဲ့အထက်အရာရှိဆိုတာဘယ်သူတွေလဲဆိုတော့ဓတရထဝိရုလကဝိရုပက္ခကုဝေဒဆိုတဲ့နတ်မင်းကြီး၄ပါးပါဘုရားတဲ့အရာ၄မျက်နှာစောင့်ရှောက်တာသူတို့ကိုအုပ်ချုပ်တာကတော့တရားမင်းပါဘုရားဒါကြောင့်နတ်တပင်အစည်းဝေးပွဲကြရင်သူတို့ရဲ့အမိန့်အာဏာအတိုင်းတပည့်တော်တို့ကလိုက်ပြီးတော့လူပေါင်းလောကကိုဖြည့်ဆည်းရပါတယ်အဲ့တော့အရှင်ဘုရားကိုသူတို့လာဖူးနိုင်ဖို့အတွက်အရှင်ဘုရားတတ္တိယံပြီး32သိန်းထပ်ကြိုးစားပါအောင်ဘုရားဆိုတော့ဘုံဒုတိယံပြီးကိုအလျင်ရသွားတာဖြစ်တဲ့အတွက်9ဝါနဲ့4လပဲကြိုးစားလိုက်တာအောင်မြင်သွားတယ်8လမကြာတော့ဘူးနောက်တစ်ခါထပ်ပြီးတော့တတ္တိယံပြီးကိုလည်း9ဝါနဲ့4လနဲ့တင်အကုန်အောင်မြင်သွားတယ်အဲ့ဒီလိုအောင်မြင်လိုက်တော့32 32 32 3ကဆိုတော့ဘယ်လောက်ဖြစ်သွားလဲ96သိန်းဘုံအောင်မြင်သွားတယ်အဲ့တော့တွက်ကြည့်လိုက်တော့9ဝါ3လီဆိုတော့15ဝါနော်4လ3လီဆိုတော့တနေ့ဟုတ်လားနှစ်ပြီးတော့ဟိုနောက်4လပို့တော့16ဝါနဲ့4လဘုံအောင်မြင်ခဲ့ရတယ်အဲ့ဒီအခါမှာတရားမင်းနဲ့ကစုံလာပြီဗုဒ္ဓနေ့လဲကြာကောဘုံတို့ဗုဒ္ဓပူဇော်ပွဲဆိုပြီးမြတ်စွာဘုရားနဲ့ယဟန္တာ900ကိုဘုံတို့သုံးတော်ကတ်မယ်သုံးပွဲအပြည့်နဲ့ကတ်မယ်လဲဆိုတော့ညာဥယံမှာတရားမင်းဆင်းလာပြီးတော့အရှင်ဘုရားတဲ့9ရက်သားသမီးများအားလုံးအတွက်လာရောက်လှူဒန်းတဲ့ကုသိုလ်ကောင်းမှုတွေကို9ရက်သားသမီးတွေမှာမိဘတွေအဖိုးအဖွားတွေကိုယ်လွန်ပြီးမကြွတ်တာတွေအများကြီးပါဖေဟာနှစ်ပြီးတော့လေဖေဘက်ကအဖဆိုင်ရာဆွေမျိုးတွေကိုယ်လွန်တာတွေမအေဘက်ကအမိဆိုင်ရာဆွေမျိုးတွေကိုယ်လွန်တာတွေမကြွတ်လွတ်တာတွေအများကြီးပါဖေဟာအဲ့တော့အရှင်ဘုရားသွန်သင်္ကန်းကြောင်းစီလှူဒန်းပြီးတော့အမြမေတ္တာပေးဝေငှတဲ့အခါမှာအနီးအနားတွေမလုံဖဲနဲ့လာရောက်လှူဒန်းတဲ့အလှရှင်တွေရဲ့နော်အလှငွေတွေနဲ့အလှရှင်တွေရဲ့ကျေးဇူးရှင်အဖိုးအပွားတွေမိဘတွေအားလုံးကိုအမြဝေပေးပါဗျာတဲ့ဒါမှသူတို့ကျေးဇူးတွေဆက်လို့ကြွေးကြည်မှအကျိုးပေးပါလိမ့်မယ်ဗျာတဲ့သဘောပေါက်လားအဲ့ဒါနဲ့အလုတ်ပေးမယ်လို့ဆိုပြီးတော့နေ့စဉ်ဒုတိယံပြီးတဲမှာလေဘုံအမြဝေလိုက်တာအလှရှင်တွေရဲ့အဖိုးတွေအပွားတွေမိဘတွေညီကိုမောင်နှမရွှေမျိုးသားချင်းအလှရှင်နဲ့ပတ်သက်သမျှကွယ်လွန်နာတွေဆိုရင်အကုန်လုံးကျွတ်သွားကြတယ်ကျွတ်သွားတော့သူတို့တွေကအရှင်ဘုရားရဲ့ကျေးဇူးကြောင့်အရှင်ဘုရားကိုပြန်လဲစောင့်ရှောက်ပါမယ်ဆိုပြီးလာကြတယ်
မလိုသေးဘူးလို့လိုရင်ခေါ်မယ်ဆိုတော့အရှင်ဘုရားလိုအပ်ခြင်းအာယုံလေးသာညှို့လိုက်ပါတပြည့်တော်တို့အရောက်လာပါမယ်ဆိုပြီးပြန်တက်သွားကြတယ်အဲ့ဒီလိုနဲ့ဘုံဘုံအကုန်လုံးကိုကဲတင်စောင့်ရှောက်ခဲ့တာဟောအဲ့ဒီတတိယံပြီလဲပြီးရောတရားမင်းနဲ့နတ်မင်းတွေလာရောက်ပြီးတော့ကြည်ရင်နဲ့အရှင်ဘုရားတဲ့အားလုံးသော9ရက်သားသမီးတွေတကဘာလုံးမှာရှိတဲ့9ရက်သားသမီးတိုင်းကုသိုလ်5မျိုးလုပ်ပြီးတော့အမြပေးဝေနိုင်အောင်အရှင်ဘုရားကနေပြီးတော့ဖရာတကာဖရာအမဖြစ်အောင်တကိုးကြီးတဲ့ဖရာတဆူတဲပေးလိုက်ပါတဲ့အဲ့တော့ဘလို့တဲရမှာလဲလို့ဆိုတော့ဓာတုဇေဒီလဲထိုက်ရမယ်ဓမ္မဇေဒီလဲထိုက်ရမယ်ဥဒိဋ္ဌဇေဒီလဲထိုက်ရမယ်ပရိဘောဂဇေဒီလဲထိုက်ရမယ်ပါဒဇေဒီလဲထိုက်ရမယ်တဲ့ဆိုတော့ဇေဒီ၄ပါးတောင်မဟုတ်တော့ဘူးပါဒဇေဒီကြတော့ဘယ်ဟာယူရမှာလဲဆိုတော့ရွှေဆက်တော်မှာရှိပါတယ်ဘုရားတဲ့ရွှေဆက်တော်အတိုင်းသွားပြီးထုလုပ်ပြီးတော့ပါဒဇေဒီအဖြစ်အခြေခံချပြီးတော့မြတ်စွာဘုရားကလူတိုင်းမှာကျေးဇူးရှင်ကြီး10ပါးခင်မုန်းကြီး10ပါးရှိတာဖြစ်တဲ့အတွက်ခင်မုန်းကြီး10ပါးကိုကျေးဇူးဆက်တဲ့ဘုရားမြင့်မို့တောင်မကကျူးတဲ့ကျေးဇူးရှင်တွေကိုကျေးဇူးဆက်လို့မြင့်မို့ဦးဘုရားဆိုဘွဲတော်ပေးပါတဲ့မိဘကျေးဇူးမြင့်မို့ဦးဆိုပြီးဘုံဘုံအဲ့ဒါတဲပေးလိုက်ပြီးတော့အကုန်လုံးလဲအမြလဲဝေလိုက်ကောအကုန်ကြွကြတာသဘောပေါက်လားအဲ့ဒါဘုံဘုံပြီးခဲ့တဲ့နေ့အတီးဟာဘုံဘုံဘယ်နေမှလိုက်ပြီးတရားမဟောခဲ့ဘူးနော်ကျောင်းကိုလာသမျှကျောင်းကနေပဲဟောပြောဆူဆုံးမမယ်ဆိုပြီးတော့ကြိုးစားခဲ့တာအခုမနစ်ကတော့တရားမင်းကနေပြီးတော့ဘုံဘုံကိုလျှောက်ထားတယ်ဝိဇ္ဇာကြီးတွေကလျှောက်ထားတယ်မလာနိုင်သောအလူရှင်များရဲ့ဆွေဆက်မျိုးဆက်ဘဝဆက်ပဋ္ဌာန်းဆက်တွေရက်ွက်တိုင်းမြို့တိုင်းနေတိုင်းမှာကြံသေးပါတယ်ဘုရားအဲ့ဒါကတော့အရှင်ဘုရားလိုက်ပြီးတော့အရှင်ဘုရားကိုယ်တိုင်တရဏဂုံပေးမှသူတို့ဘဝကနေပြီးဆောက်တည်နိုင်မှာသူတို့ဆောက်တည်မှအလူရှင်တွေလှူတဲ့အလူဒါနနဲ့အရှင်ဘုရားကိုယ်တိုင်အမြဆိုမှသူတို့ကြွကြပါလိမ့်မယ်ဘုရားသူတို့ကြွသွားရင်အလူရှင်တွေမှာဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးတွေကလည်းလွတ်ကင်းမယ်အကုသိုလ်ဆိုးတွေကလည်းလွတ်ကင်းမယ်စီးပွားတွေဖြစ်လာမယ်ကျမ်းမာရေးကောင်းလာမယ်အလုတ်ကိုင်းနေအစဉ်ပြေပါလိမ့်မယ်ဘုရားနှစ်ပြီးသူတို့စားထားတဲ့မကောင်းဆိုးဝါးကြီးတွေကသူတို့ကိုပြန်ပြီးစားဖို့အတွက်ဝေသာလီပြီးဘလူးကြတယ်လို့နော်လူတွေယောဂဇိုးကြီးတွေနဲ့သေကြည်ပျက်စီးပါလိမ့်မယ်ဘုရားတဲ့အဲ့ဒါကိုကယ်ဖို့အတွက်အရှင်ဘုရားကအနေနဲ့အရရက်ကိုတရဏဂုံလိုက်ပေးတော်မူပါဘုရားတဲ့သဘောပေါက်လားအဲ့ဒီလိုပေးရင်နဲ့မနေ့သက်စီညနေသက်စီရွတ်ခိုင်းမှာဘုရားဓမ္မအဲ့ဒါမှန်ရွတ်သွားရင်နတ်ကောင်းနတ်မြတ်တွေအကုန်ဆင့်ကယ်နိုင်တယ်ကာကွယ်ပေးနိုင်တယ်တရဏဂုံမရှိရင်နတ်ကောင်းနတ်မြတ်တွေအနာမကန့်နိုင်ဘူးတဲ့သဘောပေါက်လားနဗီအဲ့ဒီယောဂဇိုးကြီးတွေဟာကိုချင်းစာတရားကင်းမဲ့မှုကြောင့်ဒရဝါတွေကိုတတ်ဖြတ်ပြီးနှိမ့်ဆက်ညှဉ်းပန်းပြီးတတ်ဖြတ်စားတောက်မှုကြောင့်ခံရတာဖြစ်သည့်အတွက်လူတို့ရဲ့ခန္ဓာကိုယ်မှာတလိ္ဆန်တို့ရဲ့အညီအဟောက်တွေရဲ့ပဲဖြစ်သည့်အတွက်ဘလူးတွေဟာတလိ္ဆန်တွေကိုစားမဲ့အစားလူပဲစားတော့မယ်ဆိုပြီးစားတောက်ခြင်းပါဖရာတဲ့သဘောပေါက်လားအဲ့ဒီတော့လူပေါင်းလောကမှာအဲ့ဒီလိုသိုးဝါးတဲ့ဓာန်ဆိုးကြီးတွေယောဂဇိုးကြီးတွေဝင်လာရင်တရဏဂုံမပါဘဲနဲ့မကာကွယ်နိုင်ပါဘူးကိုချင်းစာတရားမရှိရင်မကာကွယ်နိုင်ပါဘူးအဲ့ဒီတော့ဒီလိုပြန်ပြီးတော့နှိမ့်ဆက်ညင်ပန်းနဲ့နတ်ဆိုးနတ်ကြံဘလူးဆိုးဘလူးကြံတရေဆိုးတရေကြံကြီးတွေဖြစ်တာလူဝဖြစ်တာမဟုတ်ပါဘူးဘုရားအဲ့ဒီတလိ္ဆန်ကြီးတွေကနေပြီးတော့အသက်ခံရလို့ဒေါသကြီးပြီးတော့လူတွေကိုပြန်လုံနိုင်ပါရစေလို့ဆူတောင်းလို့မကောင်းဆိုးဝါနတ်ဆိုးနတ်ကြံကြီးတွေဘလူးဆိုးဘလူးကြံကြီးတွေဖြစ်တာပါဘုရားတဲ့သဘောပေါက်လားအဲ့ဒီတော့အများအပြည့်ဖြစ်တာခြေလေးချောင်းကောင်ကြီးတွေကတအားဥနောက်ကြီးတဲ့အတွက်အညိုးကြီးလို့မကောင်းဆိုးဝါးကြီးတွေဖြစ်တာပါဘုရားအဲ့တော့အရှင်ဘုရားရဲ့တရဏဂုံ66သိန်းသည်သူတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းဆိုးဝါးကိုရိုက်ထုတ်လို့ရတယ်ဘုရားခေါင်းလေးထိလိုက်တာနဲ့တကူလုံးကိုဓာတ်လိုက်တယ်လို့ကျင်ပြီးတက်သွားတဲ့အခါသူတို့တွေထွက်သွားပါလိမ့်မယ်
ထွက်သွားတဲ့အကောင်တွေကိုသူတို့လှူတဲ့ဆွမ်းအကျိုးသင်္ကန်းအကျိုးကြောင်းအကျိုးဆေးအကျိုးဖျားတဲတဲ့အကျိုးအမျှဝေပေးမှကျွတ်သွားပါလိမ့်မယ်မကျွတ်ချင်ပြန်ရက်ဆက်လိမ့်မယ်ကျွတ်သွားရင်လူငင်းချမ်းသာခွင့်ရသွားမယ်ဖျားတဲ့သဘောပေါက်လားအဲ့တော့လူ1000လောက်မှာ100လောက်ကျွတ်သွားတောင်100လောက်ငြိမ်းချမ်းသွားမယ်ဟောတခါအမျှဝေရင်100ထပ်ကျွတ်မယ်တခါအမျှဝေရင်100လောက်ကျွတ်မယ်ဆိုရင်လူပေါင်းများစွာကိုအရှင်ဖျားနော်အင်အားနဲ့လိုက်ပြီးတော့အလှရှင်တွေရဲ့အများအင်အားနဲ့ဆိုရင်အကုန်လုံးကျွတ်နိုင်ပါလိမ့်မယ်ဖျားဒါကြောင့်မလို့လက်ခံပြီးတရားဟောဖို့အတွက်အရှင်ဘုရားကြိုးစားပါဆိုလို့ဘုံဘုံအဲ့ဒီလိုလက်ခံလိုက်ကြရောတရားဟောနိုင်ဖို့ဆိုပြီးတော့ဘုံဘုံကိုတတ္တမဇောတိကဒဇဆိုပြီးမနှစ်ကရခဲ့တယ်ရခဲ့တော့ဟောမယ်လဲဆိုတော့အခုနှစ်ထပ်ပြီးအကမဟာဆိုတာထပ်ရပြန်တယ်သဘောပေါက်လားအဲ့ဒီတော့ဘုံဘုံကဓာရီမလိုပါဘူးလို့ဆိုတော့တရားမင်းကပြောတယ်လိုတယ်ဖရာတဲ့အခုလူပေါင်းလောကမှာဘွဲမရရင်တရားဟောပိုင်ခွင့်မရှိဘူးတဲ့အေးဟုတ်လားလို့အဲ့တော့ရဖို့အတွက်တပည့်တော်တို့ဆောင်ကျင်းမှမယ်ဆိုတဲ့အတိုင်းနော်ဟောဝိုင်းဝန်းပြီးဆောင်ကျင်းလိုက်တာဘုံဘုံတော်မသိလိုက်ဘူးပါလာမှပဲဘုံဘုံသိလိုက်တော့တယ်အဲ့ဒီတော့မှဩဒါဆိုတရားမင်းပြောတာမှန်သားပဲဟောအခုထပ်ဆင့်ပြီးတော့သားတို့သမီးတို့ကိုအနေနဲ့အရရတတ်နိုင်ရင်နော်မြန်မာနိုင်ငံသားမကဘူးနော်နိုင်ငံခြားကဘာမှာပါတရဏဂုံတီအောင်ဘုံဘုံလိုက်ချပေးရတော့မယ်သဘောပေါက်လားအဲ့တော့သားတို့သမီးတို့ကိုမနေ့သက်စီညနေသက်စီရွတ်နိုင်ဖို့အတွက်နော်အသက်ထက်ဆုံးတရဏဂုံပေးလိုက်မယ်ယူသွားမလားဘုံဘုံပေးတယ်ဆိုတာဥနောက်သေးကိုအပီးထည့်ပေးလိုက်မှာနော်ပေးလိုက်တဲ့အခါမှာတကူလုံးပြန့်ပြီးတော့ချီမာပြားအထိရောက်သွားအောင်သားတို့သမီးတို့နှီးတိုင်းပွားရမယ်သူကပွားပြီးတော့ပွားသေးလူပွားပြီးတကူလုံးပြန့်သွားရင်ခြုံမိသွားလိမ့်မယ်သဘောပေါက်လားအဲ့တော့ဘုံဘုံဥပမာပြောမယ်အသက်40သမားမနေ့40ညနေ40ဆိုတော့ဘယ်နှခေါက်လဲအခေါက်80ဆိုရင်တစ်နှစ်ဆိုရင်365နဲ့မြောက်ချလိုက်တစ်နှစ်စာမရဘူးလားဒုတိယနှစ်လဲကြာကော40နှစ်မနေ့41ညနေ41ဆိုတော့ဘယ်လောက်လဲ82ကို365နဲ့မြောက်လိုက်ရင်ဘယ်လောက်ဆိုတာမရဘူးလားနောက်တစ်နှစ်ကြာတော့42နှစ်42ကောက်ဆိုတော့84 365နဲ့မြောက်လိုက်ရင်အဲ့ဒါမြောက်ပြီးတော့ပေါင်းလိုက်ရင်ဘယ်နှစ်ဆိုရင်ငါသည်8400တစ်ကြိမ်ပြည့်မယ်ဆိုတာမရဘူးလားအဲ့တော့တအားကြိုးစားစရာလိုလားအဲ့ဒါပွားရင်နဲ့တစ်ကြိမ်တစ်ချက်ခြုံသွားပြီနော်9ရက်သားသမီးမှာစီးပွားရှာမပြည့်ကျမ်းမာရေးမပြည့်အလုတ်အကင်မပြည့်မိသားစုဥမကွဲတိုက်မပြည့်ဖဲနဲ့8400ဟောအောင်မြင်ပါလိမ့်မယ်ဖရာတဲ့တရားမင်းကသဘောပေါက်လားအဲ့တော့ဝိဇ္ဇာကြီးတွေကလည်းသာဓုနဲ့ဝိုင်းခေါ်ကြတယ်အမလီလောကမှာဖြစ်တင်တာအစောကြီးတွေကပါဖရာတဲ့တပည့်တော်တို့တောင်နောက်ခိုင်းပြီးပြေးလာခဲ့ရတယ်တဲ့လူပေါင်းလောကမှာတရဏဂုံကွဲနေပြီတဲ့သဘောပေါက်လားအဲ့ဒီတော့အဲ့ဒီလိုမှန်လေးသာရွတ်သွားခဲ့ရင်ဘယ်နှစ်ဆိုရင်ငါသည်8400တစ်ကြိမ်ဘယ်နှစ်ဆိုရင်8400 3ကြိမ်ဆိုရင်တကားပိတ်ပါပြီအပယ်ပိတ်ပြီဗျာတဲ့3ကြိမ်သာအောင်သွားခဲ့ရင်မရွတ်ဖဲနဲ့မနေနိုင်တော့ဘူးတဲ့မရွတ်ရရင်အိတ်မပြောတော့ဘူးဘလောက်ကြိုးစားအေးအဲ့ဒီအခါနတ်ကောင်းနတ်မြတ်တွေကဝိုင်းပြီးကူညီတဲ့အတွက်ရုပ်ဖြစ်မှပဲအိတ်ဖြစ်တော့တယ်အဲ့ဒီတော့မှဟောအိမ်မဲ့ကောင်းရာကောင်းနေနဲ့အကျိုးပေးကောင်းနေနဲ့ဟောအောင်မြင်မှုတွေဇက်တိုက်ရပါလိမ့်မယ်ဘုရားလူပေါင်းလောကမှာဗုဒ္ဓသာသနာကြီးအဲ့ဒီတော့မှထွန်းကားမှာတဲ့အခုဘုန်းကြီးယဟန်တွေကသာသနာစောင့်နေလို့မရဘူးနော်သားတို့သမီးတို့ဗုဒ္ဓဘာသာဝင်တွေကကိုယ်မိသားစုကိုစောင့်ရှောက်ရမယ်တရဏဂုံနဲ့စောင့်ရှောက်ရမယ်ပထမဦးဆုံးကိုလုံခြုံအောင်တရဏဂုံတည်ရမယ်ပြီးရင်မိသားစုလိုက်မနဲ့အိယာထတာနဲ့အကုန်ထလာဟိတ်တို့ရွတ်ပြီးတော့မှပြန်အိတ်ချင်အိတ်သဘောပေါက်လား
မျက်နာလေးတစ်သွားလေးတိုက်ပြီးတာနဲ့လာရွတ်မယ်မိသားစုထဲမှာအသက်အကြီးဆုံးဘသူရှိလဲအသက်အကြီးဆုံး90ဆိုရင်အခေါင်90တမိသားစုလုံးရွတ်မယ်ညအိတ်ခါနီးအခေါင်90တမိသားစုလုံးရွတ်မယ်ဆိုမကောင်းဘူးလားအဲ့ဒါဆိုအဲ့ဒီတမိသားစုလုံးနော်ဘလူးစားတဲ့ဘေးနော်ယောဂဇိုးတွေအကုန်လွတ်ပါလိမ့်မယ်ဖရာတဲ့တရားမင်းကဘုံဘုံကိုလျှောက်ထားတာသဘောပေါက်လားဒါကြောင့်သားတို့သမီးတို့ကိုအခုဘုံဘုံအနေနဲ့အရရက်ကိုအပင်မခံပြီးတော့လိုက်တာရဲ့အခုဒီဖရာကြီးဟာလေဘုံဘုံတို့ရှိမှာမဟာဒါနဗိမာန်ကြီးမှာထားမှာအဲ့ဒီဖရာကြီးကိုဘာဖြစ်လို့ထားရတာလဲဆိုတော့နော်မြတ်စွာဘုရားနဲ့ယဟန္တာ900ရဲ့မိတွေတော်ဂေါရမီနဲ့ယဟန္တာအမျိုးသမီးတွေလည်းမရှိဘူးလားအဲ့ဒီတော့အဲ့ဒီအမျိုးသမီးယဟန္တာဖြစ်သွားတယ်ဘုရားလက်ထက်ကယဟန္တာဖြစ်သွားတယ်အမျိုးသမီးယဟန္တာတွေကိုပါ900ထားပြီးဘုံဘုံတို့မြတ်စွာဘုရားတပါးနဲ့ယဟန္တာဟိုဘက်900ဒီဘက်900ကိုနေ့တိုင်းဆုံးပွဲကတ်နိုင်မဲ့မဟာဒါနဗိမာန်ကြီးအဲ့ဒီတော့ဘုရားရှင်ကြီးနဲ့နော်အရွယ်တူရုပ်ပွားတော်ကြီးထပေးပါတဲ့နော်တရားမင်းနဲ့ဝိဇ္ဇာကြီးတွေကအဲ့တော့ထပေးမယ်လို့ဘယ်အရွယ်လဲဆိုတော့အရှင်ဖရာတဲ့တရားမင်းကပြောတယ်မဟာမြတ်မုနီကြီးကဖရာရှင်တက်ရှိထင်ရှားရှိတုံးကတရွယ်တဲ့တတိုင်းနဲ့တပြည့်တော့သုံးလောင်းပေးထားတာပါခေါင်းတော်ကြီးကွဲလို့တောင်မှဖရာရှင်ကိုယ်တိုင်ရင်မွေးတော်လှုံပေးထားရတဲ့ဖရာပါအဲ့ဒီမှာသွားတိုင်းမှာဖရာဆိုတော့ဘုံဘုံတို့သွားတိုင်းလိုက်တာဟိုမကြိုက်ကြီးပါတော့15ပေရှိတယ်အဲ့တော့မကြိုက်လွတ်ပါဖရာတဲ့ဆိုတော့ဒီအတွင်းလေးကသတုံးလေးခေါ်တဲ့ရောင်လျံတော်ခေါ်တယ်နော်အဲ့ဒီရောင်လျံတော်အထိတိုင်းတာ12ပေအဲ့ဒါအဲ့12ပေဆိုမတ်တက်ရလိုက်ခြင်း24ပေကျော်မယ်သဘောပေါက်လားအဲ့တော့မြတ်စွာဘုရားဟာ18တောင်ဆိုတာမဖြစ်နိုင်ဘူးလား18တောင်ဖြစ်နိုင်တယ်နော်မြတ်စွာဘုရားရဲ့ဉာဏ်တော်အယတ်တော်ဟာ18တောင်18တောင်ဆိုတာဟောဘုံဘုံတို့တွက်ချက်လိုက်တဲ့အခါရှိနိုင်တယ်နော်အဲ့တော့ခြေတော်ရာကနေစပြီးတော့အယတ်တော်ကိုတွက်လိုက်ခြင်းလဲ18တောင်ရနိုင်တယ်နော်ဒါကြောင့်မလို့ဘုံဘုံတို့12ပေအဲ့ဒီမှာဘုံဘုံကတရားမင်းနဲ့ဝိဇ္ဇတို့ကြီးတွေနဲ့တိုင်ပင်လိုက်တဲ့အခါနဂါကလုံဂုံမန်ရက်ကကန္တပ္ပဆိုတဲ့နတ်မင်းတွေပါအကုန်လုံးစည်းဝေးပွဲတိုင်ပြီးတော့တိုင်ပင်လိုက်တော့အသင်တို့အခုမဟာမြတ်မုနိလိုမင်းမြောက်တစား5ပါးနဲ့ပူဇော်ခြင်းသလားဖယားရှင်ရဲ့သင်္ကန်းတော်နဲ့ပူဇော်ခြင်းသလားဆိုတော့သူတို့တွေကအကုန်လုံးလျှောက်ထားကြတယ်ရှင်မရင်အဖြစ်နဲ့ကိုးကွယ်ခြင်းတာမဟုတ်ပါဘူးဖယားဖယားရှင်ကြီးရဲ့မူလသင်္ကန်းနဲ့ကိုးကွယ်ခြင်းတာပါဖယားတဲ့သင်္ကန်းယုံထားတဲ့ဖယားပဲလူကျင်တယ်ဆိုလို့ဘုံဘုံသင်္ကန်းယုံထားတဲ့ဖယားပဲပူဇော်ရတာအရှင်ဖယားလက်ထဲရောက်ခြင်းလေတဲ့နော်ဘယ်တော့အချိန်ပဲဖြစ်ဖြစ်ဒီဖယားကြီးကိုမကြိုက်တယ်ရှင်မရင်အဝေစားတွေဝင့်မပေးပါနဲ့တဲ့မှားတာတယ်သဘောပေါက်လားဒါကြောင့်သားစဉ်မြည်ဆက်ဒီဖယားကြီးကိုပူဇော်ရမှာဖြစ်သည့်အတွက်ဒီဖယားရှင်ကြီးတက်ရှိထင်ရှားရှိတဲ့အတိုင်းသင်္ကန်းတော်မြတ်နဲ့သာထားပါတဲ့နော်နောင်လာနောက်သားတွေလည်းအကုန်လုံးသိအောင်ဘုံဘုံတခါတည်းပြောထားလိုက်မယ်သဘောပေါက်လားဒါကြောင့်မလို့အဲ့ဒီဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာနဂါကလုံဂုံမန်ရက်ကကန္တပ္ပဆိုတဲ့နတ်မင်းကြီးတွေအားလုံးရဲ့စွမ်းအင်တတ္တိတွေအကုန်လုံးထည့်ပေးထားတယ်အဲ့ဒီဘုရားရှင်မို့မြတ်စွာဘုရားနဲ့ယဟန္တာ900ကိုနေ့စဉ်ဆုံးကတ်ခြင်းအဲ့ဒီနတ်မင်းကြီးတွေလာပြီးနေ့တိုင်းသာဓုခေါ်မယ်တဲ့9ရက်သားသမီးတွေကိုသူတို့စောင့်ရှောက်ပေးမယ်တဲ့မကောင်းဘူးလားအေးဒါကြောင့်ဘုံဘုံတို့အဲ့ဒီဘုရားကြီးကိုတဲလဲပြီးလဲပြီးရောတခါတည်းဟိုမြေကြောင်းအတိုင်းချပြီးတော့နော်ဘုံဘုံတို့ဟင်းသရကနေတဲမယ်လောက်တာလုံးဝလက်မခံဘူးတရားမင်းတားတယ်9ရက်သားသမီးဖူးမြော်တဲ့သူတိုင်းသည်သူ့ရွှေဆက်မျိုးဆက်ဘဝဆက်ပဋ္ဌာန်းဆက်တွေကျွတ်ချင်တာဖြစ်သည့်အတွက်အရှင်ဘုရားနော်တနေ့လုံးကိုဖူးကျင်တဲ့နေရာကိုပင့်ဆောင်ပြီးရင်သူတို့လှူကြတန်းကြတာတွေနဲ့အမျှဝေချရင်အကုန်ကျွတ်မှာပါဗျာအရှင်ဘုရားကလည်းတွားရောက်ပြီးတရဏဂုံပေးပြီးတော့မနေ့သက်စီညနေသက်စီများရွတ်ရင်အဲ့ဒီရက်ွက်အဲ့ဒီမြို့နယ်မှာအနှောက်အယှက်ကင်းပြီးတော့ယောဂဗျာလည်းကင်းဝေးလိမ့်မယ်
accident တွေလည်းကင်းဝေးလိမ့်မယ်ရာဇဝတ်မှုတွေလည်းကင်းဝေးလိမ့်မယ်အာကုသိုလ်ဆိုးတွေလည်းယောနဲ့ပျောက်ကင်းပါလိမ့်မယ်တဲ့ဆိုလို့ဘုံဘုံအခုအပင်ပန်းခံပြီးလှည့်ရတာသဘောပေါက်လားနော်အဲ့ဒီလိုအပင်ပန်းခံပြီးလှည့်တော့ဘုံဘုံကသူတို့ကိုမေးတယ်ကုံကြစရိတ်ဆိုတာဘလို့လို့တတ်နိုင်မလဲလို့တော့တနေ့တနေ့ကုံကြမှာနှစ်ပြီးလိုက်ပါတဲ့သူတွေရဲ့စားစရိတ်နေစရိတ်တွေမပူပါနဲ့ဖွယ်ရတဲ့ဆိုတော့ကဲမပူဘူးကွာလှုပ်တယ်ဆိုတော့အခုအစဉ်ပြေလိုက်တာသူနေနဲ့သူကျွေးမဲ့သူတွေကျွေးမဲ့သူတွေအကုန်ပေါ်တယ်ဘာဖြစ်လို့လဲမြတ်စွာဘုရားနဲ့ယဟန္တာကိုသွန်းတော်ကတ်တဲ့ဂုံကြီးသူတွေပဲသဘောပေါက်လားအဲ့ဒီကျွေးတဲ့သူတွေကလည်းဘတ်တော့မှတတန်လျာလုံးမငတ်တော့ဘူးမြတ်စွာဘုရားနဲ့ယဟန္တာ900အတွက်ကိုနေ့စဉ်သွန်းတော်ကတ်တယ်လို့နော်ဘုံဘုံတို့မှာကြောင်းမှာလဲအဲ့ဒီလိုနေ့စဉ်သွန်းတော်ကတ်ဖို့အတွက်မဟာဒါနဗိမာန်ကြီးကိုဆောက်တာဒါကြောင့်သားတို့သမီးတို့သွန်းတကားသင်္ကန်းတကားကြောင်းတကားဆိုတာဗိမာန်ကြီးအခုပြစ်သွားပြီဆေးတကားဖျားတကားဆိုတော့အခုရုပ်ပွားတော်ကြီးထဲမှာလဲအကုန်ပါပြီမကောင်းဘူးလားအခုသားတို့သမီးတို့ကိုဟောနေရင်လည်းလीမမြင်ရတဲ့ပုံကိုယ်တွေရောက်လာလိုက်တာသားတို့သမီးတို့ရဲ့အိမ်တွင်းအိမ်ပြင်ခြံတွင်းခြံပြင်သားတို့သမီးတို့ရဲ့အဖိုးတွေအဘွားတွေမိဘတွေမကြုံမလွတ်ဓာတွေရဲ့နှစ်ပြီးအစားအသောက်ခံရပြီးဒုက္ခရောက်နေတဲ့မကောင်းဆိုးဝါးတွေရဲ့အကုန်ရောက်လာကြတယ်အဲ့ဓာတွေကိုပါဘုံဘုံကလေသူတို့အတွက်ပါတသက်လုံးစာသူတို့လဲတရဏဂုံဆောက်တည်ရအောင်သူတို့တရဏဂုံတီးသွားပြီဆိုသားတို့သမီးတို့အမျှဆိုမကျွတ်နိုင်ဘူးလားကျွတ်နိုင်သွားတယ်ဒါကြောင့်မလို့သားတို့သမီးတို့လည်းတသက်လုံးစာတရဏဂုံပေးလိုက်မယ်ယူသွားမလားကဲယူသွားမယ်ဆိုလက်အုပ်ချီကြလိုက်ဆိုမယ်ဣဇာတကေယနေ့မှအစာပြု၍ပါဏုပေတံအသက်သေးဆုံးသည့်အထိဗုဒ္ဓံတရဏံကိစ္ဆာမိပါဗျာဓမ္မံတရဏံကိစ္ဆာမိပါဗျာသံဃံတရဏံကိစ္ဆာမိပါဗျာဒုတိယံပိဣဇာတကေပါဏုဘေတံဗုဒ္ဓံတရဏံကိစ္ဆာမိပါဗျာဓမ္မံတရဏံကိစ္ဆာမိပါဗျာသံဃံတရဏံကိစ္ဆာမိပါဗျာတတိယံပိဣဇာတကေပါဏုဘေတံဗုဒ္ဓံတရဏံကိစ္ဆာမိပါဗျာဓမ္မံတရဏံကိစ္ဆာမိပါဗျာသံဃံတရဏံကိစ္ဆာမိပါဗျာဖယားတရားသံဃာယရဏမြတ်သုံးပါးကိုဥထိတ်ထား၍ဖယားတပည့်တော်တို့သည်ညီမြတ်တော်မူသောအကျိုးပေးကြီးမားတော်မူသောဂုံကျက်တရေနှင့်ပြည့်စုံတော်မူသောမင်္ဂလာပေါင်းနှင့်ပြည့်စုံတော်မူသောတရဏဂုံတော်မြတ်ကိုအသက်ထဆုံးခံယူပါ၏ဆောက်တည်ပါ၏ကျင့်သုံးပါ၏ပွားများပါ၏ရွတ်ဖတ်ပါ၏အရှင်ဘုရားဣဒံမေပုံညာနိဗ္ဗာနတ္တဘောရိညာဏတ္တပစ္စယောဟောတုပါဗျာဖယားတရားသံဃာယရဏမြတ်သုံးပါးဥထိတ်ထား၍ယခုကဲ့သို့တတဆုံးတရဏဂုံဆောက်တည်ကြရသောကုသိုလ်ကံစေတနာတကုတေဇောအနုဘော်တော်တို့ကြောင့်ဤသာသမီယရဏအပေါင်းတို့သည်ယနေ့မှစ၍ဘေးဆိုရန်ဆိုအန္တရာယ်ဆိုကြိုးဆိုကြမဆိုယောဂဝေဒနာဆိုတို့မှ၎င်းတဘာဝဘေးဒဏ်ရန်ဆွဲအမျိုးမျိုးတို့မှ၎င်းသူတစ်ပါးတို့ဤနောက်ရခြင်းတိုက်ကိုက်ခြင်းတပ်ပြခြင်းဖျက်ဆီးခြင်းမနာလိုခြင်းဝင်တူခြင်းဒီဟုသောဥပိစေတကဘေးဒဏ်ရန်အသွဲသွဲတို့မှ
အကကသိမ့်ကင်းလုံးငိမ့်ကြသည်ဖြစ်၍တနေ့တခြားတိုးတက်မြင့်မာသောအကျိုးစီးပွားတနေ့တခြားတိုးတက်မြင့်မာသောဖုံကံဉာဏ်ပညာတို့ဖြင့်သာသနာတော်မြတ်ကြီးကိုဘုံဘုရားနှင့်အတူဝိုင်းဝန်းကြကူညီကြစောင့်ရှောက်ကြပံ့ပိုးကြလူကြတန်းကြဒါနပြုနိုင်ကြကုန်သောတာကောင်းယတနာသမီးကောင်းယတနာတွေဖြစ်ကြပါစေကုန်သတည်းကဲဟုတ်ပြီအဲ့ဒီတော့တရဏဂုံကိုသားတို့သမီးတို့ဥနောက်သေးကိုဘုံဘုံအပြည့်ထည့်ပေးလိုက်ပြီးပွားပြီးတော့တကူလုံးပြန့်သွားဖို့ကိုနော်နေ့စဉ်မနေ့သက်စီညနေသက်စီလေးမရွတ်နိုင်ဘူးလားကဲရွတ်နိုင်တယ်ဆိုရင်ဂရိသစ္စာတီကြည်အောင်ဘုံဘုံမေးမယ်ဖယားရှင်ကြီးကဲ့သို့အပ္ပမဒေနတမ္ပါဒိတာလို့မေးမယ်သားတို့သမီးတို့ကယင်ထဲအသေးတဲ့နှလုံးသေးတဲ့ကနေရှိတဲ့အာမဘန်းတွေပါဖယားဆိုတာကိုနော်ခက်ကြဲကြဲလေးဆိုပေးပါသဘောပေါက်လားအဲ့ဒီတော့ဘုံဘုံ၃ချိန်မေးမှာနော်ဒုတိယံပြီးတတိယံပြီးပါအဲ့တော့၃ချိန်စလုံးကိုအာရပါရဆိုပါမမြင်ရတဲ့ပုံကိုယ်တွေလည်းအာရပါရဆိုလိမ့်မယ်နော်အဲ့ဒီတော့အပ္ပမဒေနတမ္ပါဒေထာဒုတိယံပြီးမေးမယ်အပ္ပမဒေနတမ္ပါဒေထာတတိယံပြီးမေးမယ်အပ္ပမဒေနတမ္ပါဒေထာယခုကဲ့သို့ဂရိသစ္စာတီကြည်စွာဖြင့်နေ့စဉ်တရဏဂုံတော်မြတ်ကိုရွတ်ပတ်တရစေကြကုန်သောပွားများကြကုန်သောဤသားသမီးယရနာတို့သည်ခံစားနေရသောယောဂဝေဒနာများလည်းပြည့်ပြည့်ပျောက်ကင်းကြပါစေသူတစ်ပါးတို့ဤနှောက်ယှက်ခြင်းတိုက်ကြိုက်ခြင်းတပ်ပြတ်ခြင်းဖြည့်စည်းခြင်းသည်ဟုသောအောက်လန်းတိုက်ဆုံးတိုက်နတ်တိုက်ကဝေတိုက်နော်တင်ញိုင်ကုန်းတိုက်အင်းတိုက်ဆေးတိုက်အစရှိတဲ့အတိုက်ခိုက်တွေကလည်းလုံငင်းချမ်းသာခွင့်ရပါစေဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးကလည်းလွတ်ကင်းပြီးအကျိုးစီးပွားများတိုးတက်ဖြစ်ထွန်း၍အယောင်အဝဲများလည်းကောင်းကြပါစေကြမ်းကြမ်းမာမာချမ်းချမ်းသာသာဖြင့်သာသနာအကျိုးပေးကမ်းချီးမြှင့်မြောက်စားခြင်းဖြင့်ဒါနကုသိုလ်ဖြင့်သာသနာအကျိုးတည်ပိုးထမ်းရွက်နိုင်ကြကုန်သောတာကောင်းယရနာသမီးကောင်းယရနာတို့ဖြစ်ကြပါစေကုန်တည်းအဲ့ဒီတော့တရဏဂုံတော့စုံသွားပြီကိုချင်းစာတရားလေးကိုနော်ကိုချင်းစာတရားသည်ဘုံဘုံတို့လိုတတ္တဝါအားလုံးကိုနော်ကိုချင်းစာနိုင်ရင်တော့တတ်တတ်လို့စားကြပါသူများရဲ့ယုံနံခန္ဓာတွေကိုအားလုံးဘေးမဲ့ပေးလိုက်ပါအသက်ကိုဘေးမဲ့ပေးရင်ကိုယ့်အသက်ကိုသူများတတ်လို့မရတော့ဘူးခန္ဓာကိုယ်ဘေးမဲ့ပေးရင်ကိုယ့်ခန္ဓာကိုယ်သူများဖြည့်ဆည်းလို့မရတော့ဘူးမိသားစုကိုဘေးမဲ့ပေးရင်ကိုယ့်မိသားစုကိုသူများဖြည့်ဆည်းလို့ဖြိုခွဲလို့မရတော့ဘူးသဘောပေါက်လားအသက်ချင်းကိုချင်းစာပါခန္ဓာကိုယ်ချင်းစာပါမိသားစုချင်းကိုချင်းစာပါဆိုတဲ့မြတ်စွာဘုရားရဲ့ကိုချင်းစာတရားကြီးအဲ့ဒီ၃ချက်ကိုနိုင်အောင်ထိန်းနိုင်ရင်ဘေးအမျိုးမျိုးရန်အသွယ်သွယ်ကလွန်ကင်းပါတယ်ဘုရားတဲ့အဲ့ဒီတော့9ရက်သားသမီးတွေအကုန်လုံးမစားနိုင်ပါဘူးဘုရားတဲ့အဲ့တော့သူတို့တွေကိုပထမဦးဆုံးအရေးအကြီးဆုံးဖြစ်တဲ့အညိုးအကြီးဆုံးဖြစ်တဲ့ဇတ်တူသားခြေလေးချောင်းသားကိုရှောင်ခိုင်းလိုက်ပါအသက်ထက်ဆုံးတဲ့သဘောပေါက်လားကို့မှာလဲလက်နှစ်ချောင်းခြေနှစ်ချောင်းစုစုပေါင်းဘယ်လောက်လဲတရားဝါဒီမှာလဲလက်နှစ်ချောင်းခြေနှစ်ချောင်း၄ချောင်းရှိရင်ဇတ်တူသားပါဖရာတဲ့သဘောပေါက်လားအဲ့ဒီတရားဝါဒီလဲမြေကြီးပေါ်မှာပဲအတူတူနေကြပါတယ်နော်အဲ့ဒီတရားဝါဒီလဲလေကိုအတူတူရှူကြပါတယ်အဲ့ဒီတရားဝါတွေလည်းရေကိုအတူတူသောက်ကြပါတယ်ဒါကြောင့်ဇတ်တူသားပါဖရာလူတွေမှာခေါင်းပါတယ်လို့သူတို့မှာလည်းခေါင်းပါပါတယ်ခန္ဓာကိုယ်ပါတယ်လို့ပါပါတယ်ခြေထောက်တွေလက်တွေဗိုက်တွေ
လူနဲ့အကုန်လုံးတူပါတယ်ဘုရားမတူတာအမိတစ်ခုပါအမိကလည်းဘာဖြစ်လို့လဲဆိုတော့အကုသိုလ်ကြီးမားလို့အမိပါတာပါဘုရားတဲ့တရားမင်းသဘောပေါက်လားအဲ့တော့သားတို့သမီးတို့ကိုယ်ပိုင်ကိုစမ်းကြည့်လိုက်ကြအမိစာလေးထွက်နေပလားလို့မထွက်သေးရင်အချိန်မီသေးတယ်နော်တရဏဂုံမြန်မြန်ရွတ်ကြသဘောပေါက်လားသက်စီလို့တတ်မှတ်ထားပေမဲ့ပိုးသွားလို့ရတော့လေနော်အကောင်းဆုံးပဲနော်မပိုးစိနဲ့လို့မပြောဘူးပိုးလေကောင်းလေပဲနော်လမ်းလျှောက်ခြင်းနဲ့လဲရွတ်သွားနော်ဖျားရှိမှအိမ်ကမထွက်ခင်တာအိမ်ပေါ်မှာသက်စီညအိတ်ချင်းအိမ်ပေါ်မှာသက်စီကြံတဲ့အချိန်မှာကြံတဲ့နေရာတွေမှာဆိုင်ကယ်စီးရင်းနဲ့လဲရွတ်နိုင်တယ်ကားစီးရင်းနဲ့လဲရွတ်နိုင်တယ်ဈေးဝယ်သွားရင်းနဲ့ရှောက်သွားရင်းနဲ့လဲရွတ်နိုင်တယ်မကောင်းဘူးလားအဲ့ဒီလိုအပူအရှံနေနဲ့ဆိုရင်လေဟောမိသားစုကျင်းသေးလွန်ငင်းချမ်းသာခွင့်ရပြီလိုအပ်လို့ရှိရင်ဘုံဘုံရေဆိုတာနဲ့ဘုံဘုံဟိုကကြားပြီဘာဖြစ်လို့လဲဥနောက်တဲ့ထည့်ပေးလိုက်တဲ့တရဏဂုံကသဘောပေါက်လားဘုံဘုံမှာဘုံဘုံကဘာဖြစ်သွားလဲဆိုတော့အော်ပရေတာအချုပ်ပြစ်သွားတယ်နော်သားတို့သမီးတို့စင်ကတ်တွေကိုအကုန်လုံးလှမ်းပြီးကင်ထားတယ်အဲ့ဒီကနေဆက်လိုက်ခြင်းဘုံဘုံရဲ့အိတ်ချင်းကိုရောက်လာမယ်အိတ်ချင်းကနေဘုံဘုံကိုအကြောင်းကြားလိုက်ခြင်းဘယ်နံပါတ်ကလာတယ်ဆိုတာသိတယ်သဘောပေါက်လားအေးစင်ကတ်တွေတော့အကုန်ထည့်လိုက်ပြီးယူသွားပြီဘက်ထရီမရှိရင်ဆက်လို့ရပါမလားဘက်ထရီဟာကိုကျင်းစာတရားပဲအင်အားပဲအတွင်းအားသဘောပေါက်လားကိုကျင်းစာတရားကြီးမားလေဖုံဖုံချီမှာအတန်အကျယ်ကြားလေနော်ကိုကျင်းစာတရားရှိလိုက်ပျောက်သွားလိုက်ရှိလိုက်ပျောက်သွားလိုက်ဆိုအကုန်လုံးမကြားရဘူးမကြားရရင်ဖယ်ထားတဲ့အထက်ပါသွားလိမ့်သဘောပေါက်လားအဲ့တော့ခြေလေးချောင်းသားကိုအသက်ထက်ဆုံးရှောင်ပြီးနေ့စဉ်ရှောင်သွားရင်အဲ့ဒါဘက်ထရီအမြဲပြည့်နေလိမ့်သဘောပေါက်လားအေးအဲ့ဒီတော့သားတို့သမီးတို့အဲ့ဒီအင်အားလေးနဲ့ဘုံဘုံရဲ့ပုံတော်မှာတောက်တော်ကြီးကပ်ပါနှစ်ပြီးတော့တစ်သီးစွန်းမိသားစု10ယောက်ရှိရင်10စိတ်စိတ်9ယောက်ရှိရင်9စိတ်စိတ်6ယောက်ရှိရင်6စိတ်စိတ်စိတ်ပြီးတော့ကတ်လိုက်ကတ်ပြီးရင်မိသားစု1ယောက်တစ်စိတ်စားနော်တောက်တော်ကြီးကတ်ထားတာကိုတောက်ရည်အိုးတွေကိုထည့်တအိမ်လုံးတောက်နော်တောက်ရည်အိုးမရှိလို့နော်ရေတံဘူးဆိုရင်ရေတံဘုံတွေကိုထည့်လိုက်အကုန်ပြန်ပွားသွားရင်ဩအဲ့ဒါတအိမ်လုံးအနေရကင်းပြီသဘောပေါက်လားအဲ့တော့ဘာလေးလှုပ်လိုက်ဖုံဖုံပုံတော်နာမှာလေဟောတချို့ကပြောတယ်ဖုံဖုံကိုမှမလျှောက်ရင်မအောင်မြင်ဘူးကိုယ်ဖိုင်ကိုရမလားလို့တရဏဂုံရွတ်ပြီးလှုပ်ကြည့်တယ်မအောင်မြင်ဘူးအဲ့တော့ဖုံဖုံသွားလျှောက်ပြီးမှပဲအောင်မြင်တော့တယ်ဖြစ်တော့တယ်နော်ဘာဖြစ်လို့လဲဆိုတော့အကူအညီရသွားတာအင်အားဖြည့်ပေးလိုက်တာသဘောပေါက်လားသားတို့သမီးတို့ကအခုမှရွတ်လာတာဆိုတော့နည်းနည်းလေးအင်အားနေသေးတယ်ဖုံဖုံကဝါ20ကျော်ရွတ်လာတာဆိုတော့အင်အားများနေတော့အကူအညီပေးလိုက်ခြင်းချက်ချင်းအောင်လဲဆိုအောင်မြင်တာသဘောပေါက်လားဒါကြောင့်ဖုံဖုံအောင်မြင်တဲ့နေရာကိုတောင်မှလေလူမနှင်းပါစေနဲ့တဲ့အောင်မြေအဖြစ်နဲ့အောင်မြေလေးခြံထားပြီးဖျားတဲလိုက်ပါတဲ့ဆိုလို့ဖုံဖုံကြောင်းမှာအောင်မြေဆိုပြီးတဲထားရတယ်အဲ့တော့အဲ့ဒီမှာလာပြီးတော့တပတ်ပတ်ပြီးဝါဖြစ်အောင်နော်အောင်မြေကိုနင်းပြီးတော့ဆူတောင်းသွားရင်ကျင်းသေးအောင်မြင်တယ်သဘောပေါက်လားဒါကြောင့်ကျောင်းကိုလည်းရောက်ပြအောင်လာကြအဋိဌံပြုကျောင်းမှာအဋိဌံပြုပြီးရင်ကြံတဲ့ရက်တွေမှာအိမ်ကနေဖုံဖုံပုံတော်လေးကနေပြီးနော်တောက်တော်ကြီးကနေဆေးတောင်းတော့နော်တစ်သီးစွန်းကနေဆေးတောင်းစားအဲ့ဒါယောဂပေါင်းစုံပျောက်သွားလိမ့်မယ်သဘောပေါက်လားဒါကြောင့်မလို့သားတို့သမီးတို့အခုလှူတန်းထားတာတွေကိုဖုံဖုံကသွန်းသင်္ကန်းကြောင်းဆေးနဲ့မိဘကျေးဇူးဆက်တဲ့ဘုရားကြီးတဲပြီးကုသိုလ်တွေလုပ်ပေးသလိုအခုသားတို့သမီးတို့လှူကြတဲ့အထဲကနေပြီးပိုရှံတဲ့အစွန်းတွက်တွေကိုစုလိုက်တော့လေသိန်း150ရတဲ့အတွက်ပညာဒါနဆိုပြီးတော့နိုင်ငံတော်တန်ခတက္ကသိုလ်ကြီးနော်မန္တလေးတစ်ခုမြင်းကြံတစ်ခုတို့ရန်ကုန်တစ်ခုအတွက်ကိုသိန်း150ဘုံဘုံလှူပေးခဲ့တယ်သဘောပေါက်လား
အခုလောက်မှလဲပူရှံရင်ပူရှံတလောက်စုပြီးလှူပေးအောင်မှာအကယ်၍လာစဉ်လာတိုင်းများလေသားတို့သမီးတို့လှူတာတွေကအဲ့ဒီလို350များရမယ်ဆိုဘုံဘုံလာစဉ်လာတိုင်းဟောပညာပါရမီမဲ့ညာဖူညာရဖို့နော်အခြေခံပါရမီကိုဘုံဘုံချပေးမယ်မကောင်းဘူးလားအဲ့တော့ကုသိုလ်၅ပါးအပြင်ပညာပါရမီကုသိုလ်ပါဆို6မျိုးမဖြစ်ဘူးလားအေးအဲ့ဒီအတွက်တွေသားတို့သမီးတို့လှူသမျှဘုံဘုံအကုန်ပြန်လှူပြီးတော့လေအကုန်လုံးရေးစက်ကြအမျှဝေတာအဲ့တော့သားတို့သမီးတို့အခုဘုံဘုံလာပြီးတော့အခုလိုဟောကြားတော့ပေမအတွဲဆိုပြီးမထဲကြဘူးလားနှက်ပြီးတော့လာရောက်ပြီးတော့ဟောလှူဒန်းကြတာတွေမရှိဘူးလားအေးရှိတာတွေကိုဘုံဘုံတခါတည်းရေးစဲချပေးမယ်မလှူရသေးတဲ့သူတွေကလက်ဝါးနှစ်ဘက်ထဲကိုလှူနိုင်သမျှကိုထည့်ပြီးတော့အခုရေးစဲချလိုက်မယ်ပြီးတဲ့အခါကျရင်ဘုံဘုံကိုယ်တိုင်သိသိပေးမယ်အကုန်လုံးကိုပေးမှဖြစ်တဲ့အတွက်စီးစနစ်နဲ့ဖြည်းဖြည်းလာဘုံဘုံပြီးမှအကုန်လုံးထပြန်မှာသဘောပေါက်လားအတင်းမတူနဲ့အသက်ကြီးတဲ့လူတွေပါတယ်ကလေးတွေပါတော့နော်ခိုက်ရန်ဒေါသတွေဖြစ်မှာဆိုလို့ပါနော်သားတို့သမီးတို့အတွက်အကုန်လုံးကိုသိသိပေးမယ်နော်အဲ့တော့တချို့ကပြောတယ်နာနာလေးရိုက်ပါဗျရတယ်နာနာရိုက်စရာမလိုထီယုံလေးတောင်မှလေမကောင်းဆိုးဝါးရှိရင်တုံးဆိုလဲသွားတာသဘောပေါက်လားဒါကြောင့်ဘုံဘုံကဘာဖြစ်လို့ဖြည်းဖြည်းရိုက်တာလဲဆိုတော့အထဲထဲမှာဘိုက်ထဲမှာသားတို့သမီးတို့ရဲ့အစာအိမ်ဆိုတဲ့ခေါင်းထဲမှာလေအသားပေါင်းများစွာကိုမြုပ်ထားတာခေါင်းကြီးနော်တင်ញိုင်ကုန်းကြီးတလိษံပေါင်းစုံရဲ့တင်ញိုင်ကုန်းကြီးအဲ့တော့မကျွတ်မလွတ်တဲ့တလိษံတွေဝင်ပြီးမနေနိုင်ဘူးလားသူတို့နေတာနဲ့အကျိတ်တွေတွေ့သူတို့ရဲ့လှုပ်ဆောင်ချက်တွေဟာနော်သားတို့သမီးတို့မှာဝေဒနာပေါင်းစုံဖြစ်ပြီးတော့ပြန်အစားခံရတာဒါကြောင့်အဲ့ဓာတွေကလွတ်အောင်ဘုံဘုံကခေါင်းကနေပြီးတော့ရိုက်ချလိုက်ခြင်းသားတို့သမီးတို့တရဏဂုံနော်ယူထားတာဖြစ်တဲ့အတွက်ခေါင်းလေးထိလိုက်တာနဲ့ရင်ပါကလေးထိလိုက်တာနဲ့ကြောလေးထိလိုက်တာနဲ့တကူလုံးစိမ့်သွားရင်အဲ့ဒီအကောင်ဆိုးကြီးတွေမနေနိုင်တော့ဘူးဆေးမိထားရင်လဲဆေးတွေအကုန်ထွက်မယ်နော်အောက်လမ်းမိထားရင်လဲထွက်မယ်နှက်ပြီးတော့အင်းတိုက်ဆေးတိုက်တွေတိုက်ထားသမျှမကောင်းဆိုးဝါးဆိုအကုန်လုံးထွက်သွားမှာသဘောပေါက်လားပြန်မဝင်အောင်သာတရဏဂုံနေစဉ်ရော့နှက်ပြီးခြေလေးချောင်းသားတွေမစားနဲ့ခြေလေးချောင်းသားဆိုတာမကောင်းဆိုးဝါးတွေကြိုက်တဲ့အသားသဘောပေါက်လားမကောင်းဆိုးဝါးတွေကိုကျွေးရမွေးရပြီဆိုဘာတွေနဲ့ကျွေးလဲအဲ့ဒီခြေလေးချောင်းနေနဲ့ကျွေးရတာနှက်ပြီးအရက်တွေပါထဲတိုက်ရတာအဲ့ဒါမကောင်းဆိုးဝါးတွေတောက်တာနော်သာသနာနဲ့ပတ်သက်တဲ့နတ်ကောင်းနတ်မြတ်တွေတောက်ပါမလားစားပါမလားမစားဘူးဒါကြောင့်မလို့မကောင်းဆိုးဝါးတွေကိုကျွေးတဲ့အသားတွေဖြစ်တဲ့အတွက်အဲ့ဒီအသားတွေစားရင်သူတို့ကကပ်ပြီးဝင်သွားမှာသဘောပေါက်လားဖရတောင်တားလို့ရလားမရဘူးအကုသို့ကြည်ရင်ခံရမှာပဲအဲ့ဒါကြောင့်မလို့နောက်ထပ်သာခြေလေးချောင်းသားတွေမစားနဲ့ဗိုက်ထဲရှိပြီးသားတွေကိုဖုံဖုံထုတ်ပေးမယ်နှက်ပြီးတော့တရဏဂုံနေ့စဉ်များရွတ်နေရင်အနာတောင်ကတ်နိုင်ပါမလားအဲ့တော့တူသေးတောင်တူလို့ရပါမလားအဲ့ဒီတော့ဖုံဖုံကမေးတယ်အသင်တရားမင်းလို့အခုသူတို့တွေတို့လိုက်တာနဲ့ဘာဖြစ်လို့တတိလစ်ပြီးရှိတာတွေအကုန်ပေးတာလဲတို့ပြီးခေါ်သွားရင်တောက်လျှောက်ဘာဖြစ်လို့လိုက်တာလဲဆိုတော့အထဲတည်းကအကောင်ကိုတဲ့အမိန်ပေးလိုက်တာတို့တာကတတိလစ်အောင်လှုပ်လိုက်ဆိုတော့အထဲထဲမှာငကိုးတည်းကရောက်နေတဲ့အကောင်ကတတိလစ်အောင်လှုပ်လိုက်တော့အဲ့ဒီမှာတောင်းသမျှအကုန်ထုတ်ပေးတာနှက်ပြီးခေါ်သွားတဲ့နေရာအကုန်လိုက်ပြီးတော့အကုန်လုံးသူ့ပြပြီးတော့ဗန်နေရပါအကုန်ထုတ်သွားနိုင်တာတဲ့သဘောပေါက်လားဒါပေမဲ့သူတို့သိသလားမသိတော့ဘူးတဲ့ပြီးလဲပြီးရောဘာမှမမှန်မီဥကြောင်ကြောင်ဥနောက်ကြီးခြာတစ်ပတ်လဲပြီးကြံရင်ခဲ့မှာတချို့ယူတောင်သွားကြတယ်တဲ့အဲ့ဒီမကောင်းဆိုးဝါးကပြန်မထွက်တော့ဘူးသဘောပေါက်လားဒါကြောင့်အဲ့ဓာဒီမသားတို့သမီးတို့မှာမထိကြိုက်အောင်တူသေးတောင်တို့လူမရအောင်နော်ခန္ဓာကိုယ်တွေကလည်းဖုံဖုံရိုက်ပြီးထုတ်ပေးမယ်နှက်ပြီးတော့နောက်ထပ်လည်းမဝင်ရအောင်တရဏဂုံနေ့စဉ်ရော့ကိုချင်းစာတရားနဲ့ခြေလေးချောင်းသားကိုအသက်ထက်ဆုံးရှောင်မှာအခုလင်ငန်းဖြစ်နေတဲ့သူတွေခြေလက်အင်္ဂါတွေဖြစ်နေတဲ့သူတွေယောဂဖြစ်နေတဲ့သူတွေဖုံဖုံရိုက်ပေးပြီးရင်ခြေလေးချောင်းသားတောင်ရှောင်နော်စားသမျှဆေးဖြစ်ပြီးတဖြည်းဖြည်းအကုန်ပြန်ကောင်းလာလိမ့်မယ်နောက်သူတို့သာကျွတ်သွားရင်သူတို့ကပြန်ကူညီတာနဲ့အမြန်ဆုံးကောင်းလိမ့်မယ်သဘောပေါက်လား
ဒါကြောင့်မလို့ယောဂါတွေပျောက်တယ်ယောဂါတွေပျောက်တယ်ဆိုတာအဲ့ဒီမကောင်းဆိုးဝါးတွေကိုနှိမ်နှင်းပြီးသူတို့ကိုပြန်ပြီးတော့ကောင်းရာသူဂတိရောက်အောင်လုပ်ပေးလို့နော်ဘာနဲ့လုပ်ပေးရလဲသားတို့သမီးတို့လှူတဲ့ပတ်စံနဲ့လုပ်ပေးရတာသဘောပေါက်လားအဲ့ဒါကြောင့်ဘုံဘုံတပြားမှခြံမထားတာအကုန်လှူတယ်ဆိုတာအကုန်လုံးရဲ့ကုသိုလ်တွေဟာအားလုံးသူတို့ထတ်တူထမ်းမြရအောင်လုပ်ပေးတာသဘောပေါက်လားဒါဆိုရင်အမျှဝေမလားအာရပါရဝေရမယ်နော်အခုအများကြီးပဲသားတို့သမီးတို့မမြင်လို့မြင်ရင်ထတောင်ပြေးကြမလားမသိဘူးအုံအုံတိုင်းတိုင်းနဲ့နော်အဲ့တော့ဘုံဘုံတို့ပထမတစ်ကြိမ်ဝေမယ်ဝေပြီးရင်ဒုတိယံပြီဆိုတာနဲ့နောက်တစ်ကြိမ်ထဝေမယ်တတိယံပြီဆိုတာနဲ့နောက်တစ်ကြိမ်ထဝေမယ်အမျှ၃ကြိမ်ဝေမယ်သဘောပေါက်လားအဲ့တော့ပထမတစ်ခါမှာတော်တော်များများကြွနော်မကြွဖဲကြံတဲ့သူကအင်အားနေသေးလို့နောက်တစ်ခါထပ်ဝေလိုက်ခြင်းတစ်ခါထပ်ကြွနောက်တစ်ခါထပ်ဝေလိုက်ခြင်းတစ်ခါထပ်ကြွအဲ့ဒါကမှကြံတဲ့သူတွေဟာကြာမှာဖယားဂုံကြီးသူပါမှာဆိုတော့ဘုံဘုံတို့ကျောင်းကိုအကုန်ခေါ်သွားမယ်မကောင်းဘူးလားကျောင်းမှာနေ့တိုင်းဆုံးတော်ကနေ့တိုင်းပရိယိုနေ့တိုင်းအမျှဝေတော့နေ့တိုင်းကုသိုလ်ရတော့တလမကြဘူးကျွတ်တယ်သဘောပေါက်လားဒီရက်ွက်ထဲမှာနေရင်ကျွတ်နိုင်ပါမလားအေးအဲ့တော့ဘုံဘုံခေါ်သွားနိုင်အောင်သူတို့တွေကိုသားတို့သမီးတို့အမျှဝေပေးပါနှစ်ပြီးတော့အခုအမျှဝေကနီးတာဖြစ်တဲ့အတွက်ကြံနာတွေရှိမှဆိုလို့သားတို့သမီးတို့လက်အုပ်ကြည့်ပြီးစိတ်ထဲဟာကိုယ်အိမ်ကိုယ်ခြံထဲကိုအာယုံပြုတ်ပြီးတော့အိမ်တွင်းအိမ်ပြင်ခြံတွင်းခြံပြင်ကြောင်းတွင်းကြောင်းပြင်ဈေးရောက်တဲ့သူတွေကလည်းဈေးတွင်းဈေးပြင်ဆိုင်တွင်းဆိုင်ပြင်ရှိနေတဲ့မကြုံမလွတ်တဲ့ပုဂ္ဂိုလ်ချွေဆက်မျိုးဆက်တွေအကုန်ကြွပါလို့စိတ်ထဲကနေလှမ်းပင်လိုက်ပါကဲအလုံးငြိမ်ပြီးတော့လှမ်းပင်လိုက်လှမ်းဖိတ်လိုက်ရောက်လာတယ်အများကြီးပဲတပည့်တော်တို့ကိုမဖိတ်သေးလို့ပါဗျာတဲ့လေဝင်းတရှိရှိနဲ့မျောနေတာတဲ့အေးကဲလာကြပြီကဲဖိတ်ကြ10နှစ်15နှစ်အနှစ်20အနှစ်30တွေတောင်ပါတယ်သူတို့တွေကျွတ်ကျင်နေပြီတဲ့ကဲအမျှဝေကြမယ်အားလုံးအာရပါရဆိုပါဖရာတရားတန်ခါယရဏမြတ်3ပါးကိုဥထိတ်ထား၍ဖရာတပည့်တော်တို့သည်ဘဝအဆက်ဆက်တန္တရာဆက်ဆက်မှယနေ့ယခုအချိန်အထိကျေးဇူးကြီးမားကြကုန်သောကျေးဇူးရှင်အပေါင်းကိုကျေးဇူးဆက်သောအပြင်ရှားပွေရရှိသောချွေးနေစာတို့မှခွဲဝေစုဆောင်လည်းရဲ့အရှင်ဘုရားဤကုသိုလ်5မျိုးတည်းတွင်ထဲဝင်လှူဒန်း၍ကျေးဇူးဆက်ပါသည်ဘုရားတပည့်တော်တို့ဤချွေးနေစာတို့ဖြင့်ထောက်ပံ့လှူဒန်းရပါသောကြောင့်နိဗ္ဗာန်တဘောရိညာဏတ္တပစ္စယောဟောတုပါဖယာမေဖို့နိဗ္ဗာန်ရည်စိတ်တန်၍တန်ကတ္တဒီမတန်ခါအလုံးတို့အားလှူဒန်း၍ကျေးဇူးဆက်ရသောကုသိုလ်ကောင်းမှုတို့ကိုဖရာတပည့်တော်တို့ဤကျေးဇူးကြီးမားကြကုန်သောနှစ်ဖက်သောအဖိုးအပွားများနှစ်ဖက်သောမိခင်ဖခင်များအဖဘဲဆိုင်ရာကျေးဇူးရှင်များအမိဘဲဆိုင်ရာကျေးဇူးရှင်များဆွ
ချွေဆက်မျိုးဆက်ဘဝဆက်ပဋ္ဌာန်းဆက်ပါရမီဆက်များတလုံစားဘူးကျေးဇူးရှင်များအားလုံးတို့ကိုကျေးဇူးဆက်သောအပြင်အမြတ်မေတ္တာပေးဝေငှပါကုန်၏ရောက်ရှိလာကြကုန်သောကြွားရောက်လာကြကုန်သောတပည့်တော်တို့နှင့်လိုက်ပါလာကြကုန်သောကျေးဇူးရှင်အပေါင်းတို့ကိုလည်းအမြတ်မေတ္တာပေးဝေငှပါကုန်၏အထက်ဘဝအောက်အဝီစီနှန္တိစကြဝဠာဖီလာထုတ်ခြင်းအကျွင်းမရှိကျင်လီကြကုန်သော32ပုံသာဝိနေယဒုက္ခိတဒုက္ခိတတတ္တဝါပေါင်းတို့အားမကျွတ်မလို့သောတတ္တဝါအပေါင်းကျွတ်လို့ချင်ကြသောတတ္တဝါအပေါင်းတို့အားအကျွန်ုပ်တို့နှင့်အတူတကွထတ်တူထမ်းမြကုသိုလ်ကောင်းမှုရကြစေရန်အမြတ်ပေးဝေပါကုန်၏အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဖယာအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဖယာအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာဒုတိယံပိအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာအမြတ်ယူတော်မူကြပါကုန်လောသာတတိယံပိအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာအမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာဝမ်းမြောက်ဝမ်းသာသာတို့အနုမောဒနာပြုကြကုန်သောလူနာမြမတတ္တဝါများအပေါင်းတို့နှင့်မိမိတို့ဤချွေးနေသားတို့ဖြင့်ကုသိုလ်၅မျိုးတည်းဝင်လူရန်၍ကျေးဇူးဆံအမြဝေးကြကုန်သောခုနှစ်နှစ်ခုနှစ်နံခုနှစ်ရက်သားသမီးများအပေါင်းတို့သည်ယနေ့မှစ၍ဘေးဆိုရန်ဆိုအန္တရာယ်ဆိုဂျိုဆိုဂျမာဆိုယောဂဝေဒနာဆိုတို့မှအကာကသိမ့်ကင်းလွန်ငြိမ့်ကြသည်ဖြစ်၍တဏီတကြ
တိုးတက်မြင့်မားသောအကျိုးစီးပွားတို့ဖြင့်ပေး၍မကုံလှူ၍မခန့်ပရုံမရွှေကြပန်းကဲ့သို့ပွင့်လန်းနိုင်ကြကုန်သောတာကောင်းယရနာသမီးကောင်းယရနာတွေပြည့်ကြပါစေကုန်သည်ဒီကဲသားတို့သမီးတို့အကုန်လုံးဆုံးနေတဲ့အချိန်မှာအခုစိတ်ထဲကနေပြီးတရဏဂုံကိုအသက်ထက်ဆုံးမနေ့သက်စီညနေသက်စီပွားများပါမယ်ကိုချင်းစာတရားထားပြီးခြေလေးချောင်းသားကိုကြောင်းပြီးတော့ကျေးဇူးရှင်အပေါင်းကိုကျေးဇူးဆက်ပါမယ်လို့အဓိဋ္ဌာန်ပြုပြီးတော့ကျမ်းမာခြင်းတဲ့သူတွေကကျမ်းမာရေးကောင်းပါစေယောဂဖြစ်နေတဲ့သူတွေကအဲ့ဒီယောဂတွေပျောက်ပါစေနော်နဗီစီးပွားကောင်းခြင်းတဲ့သူကစီးပွားရေးကောင်းပါစေအယောင်းအဝယ်ကိုလည်းအယောင်းအဝယ်ကောင်းပါစေကိုလုံနေတာတွေကိုအောင်မြင်ဖို့အတွက်ဆူတောင်းကလေးတွေကလည်းစာမေးပွဲအောင်ဖို့နော်ဂုံတူးတွေထွက်ဖို့ကိုလိုတဲ့ဆုကိုတောင်းကြပါကဲငြိမ်ပြီးတော့အဋိဋ္ဌာန်လိုက်နော်ဘုံဘုံဒီကနေမေတ္တာလွှမ်းခြုံထားမယ်ပို့ထားမယ်ကဲအဋိဋ္ဌာန်ဆူတောင်းကျမ်းမာခြင်းတဲ့သူတွေကကျမ်းမာရေးဆူတောင်းစီးပွားဖြစ်ခြင်းတဲ့သူတွေကစီးပွားအယောင်းအဝယ်ကောင်းခြင်းတဲ့သူတွေကအယောင်းအဝယ်တိုးတက်ခြင်းတဲ့သူတွေကတိုးတက်အောင်ဘုရားတရားတန်ခါယရဏမြတ်သုံးပါးဥဒိဋ္ဌာ၍ယခုကဲ့သို့တရဏဂုံနှင့်တကွကိုချင်းစာတရားကြီးမားစွာထား၍သုမုံကောင်းများတောင်းခံကြကုန်သောဤသားသမီးယရဏတို့သည်လိုလားအပ်တောင်းတအပ်သောသုထုစုမြတ်တို့နှင့်တလုံးတဝါဒီပြည့်စုံကြပါစေကုန်တည်းကဲသားတို့သမီးတို့နော်လှူထားတာတွေကိုကြည်ညာပြီးတော့ဝမ်းမြောက်ဝမ်းသာတာဓုခေါ်ကြရမယ်ကြည်ညာပေးလိုက်မယ်နဲ့ပြီးတော့တက်လှူရမယ်သူတွေသူတို့ကြည်ညာပေးမယ်လှူဒန်းတဲ့အခါမှာတာဓုအနုမောဒနာပြုပါပြီးရင်ဖုံဖုံကိုယ်တိုင်တိတ်ထိပေးမယ်စနစ်တကျလေးနဲ့ဟောအသက်ကြီးတဲ့သူတွေဦးစားပေးယောဂဖြစ်တဲ့သူတွေဦးစားပေးပါနော်ဖုံဖုံဖြည်းဖြည်းလေးထိတာနဲ့ရတယ်ဟိုရိုက်ပေးပါဒီရိုက်ပေးပါမလုံးနဲ့နော်လိုတဲ့နေရာဖုံဖုံထိတ်လိုရင်ထိတ်ရိုက်မယ်ကြောကုန်းလိုရင်ကြောကုန်းရိုက်မယ်ရင်ပတ်လိုရင်ပတ်ရိုက်ပေးမယ်လက်လိုလို့ရှိရင်လက်ရိုက်ပေးမယ်ဘယ်နေရာထိလိုက်တကူလုံးပြန့်သွားဖို့အရေးကြီးတယ်သဘောပေါက်လားအဲ့တော့လိုတဲ့စုတောင်းလာခဲ့ပါလှူမဲ့အလူငွေလေးတွေအစင်သင့်ကိုင်းလာတခါတည်းထက်ဘုံဘုံတခါတည်းရိုက်ပေးမယ်ကဲကြီးညာပေးပါနော်လှူတဲ့သူတွေကိုသဘောပေါက်လားအဲ့တော့သားတို့သမီးတို့နားလဲအောင်ဘုံဘုံပြောအောင်မယ်ဘုံဘုံလဲလေတရဏဂုံငယ်ငယ်လေးတွေကအိမ်မက်ထဲမှာဝိပုစေခြင်းတဲ့ပုဂ္ဂိုလ်ကတရဏဂုံကိုလုံးခြုံမှာငါသားတဲ့တရဏဂုံကိုလုံးခြုံဆိုပြီးလားလာပြောတယ်